အာနာရှင်တွေကိုအသက်ကယ်တဲ့တန်ဃာတွေကလည်းရှိသေးတယ်တန်ဃာတွေတယောက်လူတယောက်ရည်နဲ့တယ်မြေကဘာမှာရှိတဲ့တန်ဃာတွေကဆင်းပြီးတော့ဆဲတယ်တန်ဃာတွေဆိုတော့ရေကူးကျွမ်းတယ်ဆင်းဆဲပြီးတဲ့အခါမှာကုန်းပေါ်ကိုတင်ထားတယ်ရေတွေအောင်လုပ်ပြီးတယ်သတိရလာတယ်အဲ့ဒီချိန်မှာအကယ်ခံရတဲ့လူကတန်ဃာတွေရဲ့မျက်နှာကိုကြည့်ပြီးပြောတဲ့စကားကိုယ့်အသက်ကိုကယ်တဲ့လူကိုပြောတဲ့စကားသူ့ရဲ့စကားမှာပဲသူဟာဘလို့လူဆိုတာပေါ်လွင်နေတယ်မော့ကြည့်ပြီးတော့ငါအသက်ကိုကယ်တာမင်းလားကွာကယ်လဲကယ်ရသေးတယ်ငါအသက်ကိုကယ်တာမင်းလားကွာဆိုတော့အင်ကြီးဗလာနဲ့တန်ဃာတွေကဟုတ်တယ်ခဏကယ်တာကြုတ်တယ်ပြန်ပြောတယ်သူကငါဘာလုပ်လဲဆိုတာမင်းမသိဘူးလားမသိဘူးဒီနိုင်ငံကိုအုပ်ချုပ်နေတဲ့ဗိုလ်ချုပ်ကြီးကငါပဲလေကွာတဲ့အဲ့တော့တန်ဃာတွေကခေါင်းလေးရိုင်းနေသိဘူးတန်ဃာတွေကတကယ်မသိတာခမားဖာသာခမားဗိုလ်ချုပ်ကြီးပဲဖြစ်ဖြစ်ဗိုလ်ချုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်ရဲ့ရှေ့မှာခွေးလေးတစ်ကောင်ကြောင်လေးတစ်ကောင်ရေနစ်နေရင်တော့ကျုပ်ကဆင်းပြီးတော့အသက်ကယ်တဲ့သူခမားလိုလူတစ်ယောက်ရေနစ်နေတယ်ဆိုတော့ကျုပ်ကကယ်ရတာပေါ့တဲ့ခွေးတစ်ကောင်ကြောင်တစ်ကောင်ရဲ့အသက်ကောင်တန်ဖိုးထားတဲ့သူခမားလိုလူတစ်ယောက်ရေနစ်တာကျုပ်ကယ်မှာပဲခမားဘာကျုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်စိတ်ဝင်စားဘူးဗိုလ်ချုပ်ကြီးကစိတ်ဆိုးတယ်ဒါပေမဲ့သူ့ရဲ့အသက်ကိုကယ်ထားတဲ့သူဖြစ်တဲ့အတွက်မင်းကအပြောဆိုတော့မညညောဘူးကွာဗိုလ်ချုပ်ကြီးနဲ့စကားပြောနေရတာတော့မှဒါပေမဲ့မင်းကငါအသက်ကိုကယ်တဲ့သူပဲလေဒီမဲ့ဟဲ့ကောင်နေပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်းတယ်ခုနကကျွန်တော်ပြောနော်နိုင်ငံလေးကိုစားထုတ်ပြီးပြောတာခွင့်လို့ပေးပါနော်ဒေါ်လာတွေနဲ့ပြောရင်ပြည်သက်နားဝေးမှာဆိုလို့တို့နိုင်ငံမှာ9000တန်တွေ1000တန်တွေထုတ်ထားတယ်မင်းပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်း9000တန်မှလိုချင်တယ်3သိန်းတန်မှလိုချင်တယ်ဆိုရင်လေမင်းကငါအခုချက်ချင်းရိုက်ထုတ်ပေးလိုက်မယ်ငါအိမ်မှာကြွေးရိုက်ထားတာအများကြီးပဲအဲ့တော့တန်ဃာတွေကလိုချင်မှုပဲချုပ်တဲ့ပတ်စံမလိုပါဘူးလေဟောမှာခဏတွေ့လာတဲလေးအဲ့တဲမှာကျုံနေတယ်ဟောမှာလှမ်းထားတဲ့ပိုက်ကွန်တွေ့လာအဲ့ဒီပိုက်ကွန်နဲ့ကျုံငါဖမ်းတယ်ဟောဒီမြေကြီးရှိနေသေးဟောဒီပိုက်ကွန်နဲ့ဟောဒီတဲလေးရှိနေသေးကျုပ်ဘဝအတွက်အများကြီးမလိုဘူးဒါပေမဲ့ဘုရားကြီးကမလျှော့ဘူးမင်းတန်ဃာလို့လောက်ရတာမပင်ပန်းဘူးလားလဲလေးຢာလေးပြောင်းလို့ချင်စိတ်မရှိဘူးလားအဲ့ဒါလို့လဲတွေမြေတွေຢာတွေပြောင်းလို့ချင်စိတ်ရှိရင်ငါတပ်ပိုင်ဆိုပြီးတင်ထားတဲ့မြေတွေတနိုင်ငံလုံးအနှံ့ရှိတယ်မင်းဘယ်နေကလိုချင်တယ်လဲဟဲ့အောင်တန်ဃာတွေကမလုပ်ဘူးကျုပ်ဒီရွယ်ကြမှာတော့လဲလဲလုံးမစားကြဘူးကျုပ်ငါပဲဖန်ဆာမယ်ဒီကောင်ဘာကောင်လဲပတ်စံပေးတော့လည်းမယူလဲမြေဧကပေါင်းများစွာပေးတော့လည်းမယူတိုက်တွေကားတွေအိမ်တွေခြံတွေမြေတွေဘာပေးမယူတဲ့တန်ဃာတွေကိုဗိုလ်ချုပ်ကြီးကစိတ်တိုးတယ်မင်းငါစီကတခုခုတော့ယူရမယ်ဟဲ့အောင်တန်ဃာတွေကကြည့်ပြီးတော့ခင်ဗျားမှာဓာတ်ပုံရှိလားဗိုလ်ချုပ်ကြီးกว่าဓာတ်ပုံရှိတာပေါ့ဓာတ်ပုံလုံးပေးလိုက်ခဲ့တယ်အဲရောက်တာလည်းတပည့်တွေကိုခေါ်ပြီးတော့ချိတ်ထားတဲ့ဓာတ်ပုံလုံးပေးလိုက်တယ်ဓာတ်ပုံလေးကိုပိုက်ပြီးတော့တန်ဃာတွေကဆိုက်နဲ့နန်းတော်တမကြီးမားလာတဲ့ဗိုလ်ချုပ်ရဲ့ခြံဝန်းထဲကနေထွက်သွားတယ်တစ်နှစ်အဆက်အသွယ်မလုပ်ဘူး2နှစ်3နှစ်လောက်ကြာလာတဲ့အခါမှာအဆက်အသွယ်လုံးဝလှုပ်ချင်းမခံရတဲ့ဗိုလ်ချုပ်ကြီးကမနေနိုင်တော့ဘူးဒီကောင်ဘာကောင်လဲငါအနာကကောင်နေနေများကွာလိုက်တာဟိုကောင်နေဆိုရင်ညနေကောက်ကွင်းမှာတွတ်ပူစားရတာနဲ့အိမ်ကိုလာပြီးတော့ဒူးထောက်ပြီးတောင်းဆိုရတာနဲ့ဟိုလောက်ွက်ကလေးပေးပါဒီလောက်ွက်ကလေးပေးပါနဲ့ငါနားမှာပြာနေတဲ့ကောင်နေနဲ့ဒီကောင်နဲ့ကွာလိုက်တာဟဲ့ကောင်နေကွာကြည့်စမ်းဒီကောင်ဘာဖြစ်နေလဲတပည့်ကြီးပြန်လာတယ်ဗိုလ်ချုပ်ကြီးကမေးတယ်အတိတန်ဃာတဲ့စားရမဲ့တောက်ရမဲ့ဖြစ်နေပြီမလားမဖြစ်ပါဘူးဗိုလ်ချုပ်ကြီးစင်ရဲဆုတ်ပြက်နဲ့အိယာတဲမှာလဲနေပြီမဟုတ်လားမလဲပါဘူးဗိုလ်ချုပ်ကြီးဘာဖြစ်နေတယ်လဲသူ့နယ်ပယ်ဒေသမှာတန်းကျွယ်ဂရီကျွယ်တထေးကြီးတယောက်ဖြစ်နေပါပြီဗိုလ်ချုပ်ကြီးဟမ်ဒီကောင်ကစီကဘာအခွင့်အရေးမှယူမသွားဘူးဘာလုတ်ပိုင်ခွင့်မှလည်းတောင်းမသွားဘူးဘလို့လုပ်ပြီးဒီကောင်ချမ်းသာနေတာလဲသူ့ရဲ့အင်ရှိမှာဓာတ်ပုံလေးတစ်ပုံချိတ်ထားတာတော့တွေ့ကြရပါတယ်ဗိုလ်ချုပ်ကြီးဘာသူဓာတ်ပုံလဲကွာတကယ်တော့သူဓာတ်ပုံတပည့်တွေကမပြောရဲဘူးဗိုလ်ချုပ်ကြီးမျက်နာနဲ့တော့ခတ်ဆင်ပါပဲဗိုလ်ချုပ်ကြီးအေးငါဓာတ်ပုံချိတ်ထားတော့ဘာဖြစ်တယ်လဲဓာတ်ပုံချိတ်ထားပြီးတော့ဓာတ်ပုံရဲ့အောက်ခြေမှာစာလေးတစ်ချောင်းရေးထားပါတယ်ဗိုလ်ချုပ်ကြီးဘာရေးထားတယ်လဲပြောစမ်းတယ်စတွေးတစ်ခါထွေးတစ်ချက်ပါဗိုလ်ချုပ်ကြီးအော်လူတွေမုန်းလိုက်ကြတာအာနာရှင်ကိုစတွေးတစ်ခါထွေးတစ်ချက်နဲ့တောင်မှ
တန်းကြွယ်ကြွယ်တထေးဖြစ်လောက်အောင်အရှင်မတယောက်ကဈေးသွားတယ်ဈေးသွားရင်လည်းလမ်းမှာတွေ့ထွေးသုံးချက်ဖိုးဈေးကနေပြန်လာတယ်ထွေးနှစ်ချက်ဖိုးသမင်းချက်နေတန်းလာတယ်သမင်းကိုမဝေခင်မှာနှစ်ခါလောက်သွားထွေးတယ်နေ့လေသာစားပြီး3ခါသွားထွေးတယ်ညသာစားပြီး2ခါသွားထွေးတယ်ညတင်းတို့အိမ်မပြောတော့မှ9ခါလောက်သွားထွေးလိုက်သေးတယ်တခါထွေးတစ်ချက်နဲ့အဲ့ဒီတန်ဃာတဲ့ဟာတန်းကြွယ်ကြွယ်တထေးဖြစ်နေပါတယ်ဘိုလ်ချုပ်ကြီးကသူ့ကိုချစ်လို့ခင်လို့လေးစားလို့ဒီတန်ဃာတဲ့ငါရဲ့အသက်ကိုလည်းကဲတယ်ကြည်စမ်းငါ့ကိုချစ်ခင်လေးစားလို့ငါရဲ့ဓာတ်ပုံကိုတော့ကိုးကွယ်ရာဖြစ်တောင်းတဲ့ကောင်းဆိုပြီးတော့3နှစ်လုံးခံစားမှုလေးနဲ့နေကြတဲ့ဘိုလ်ချုပ်ကြီးပလက်လန်သွားပါတယ်ဒီတာရကလေးကနေဘာကိုပြောချင်လဲဆိုတော့ပြည်သူလူထုရဲ့အဝေးမှာရှိတဲ့အာဏာရှင်တွေမှန်သမျှပြည်သူလူထုရဲ့နှလုံးသားနဲ့ဝေးတဲ့ပုဂ္ဂိုလ်မှန်သမျှဟာဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ဗုဒ္ဓဘာသာနှလုံးသားတွေဖြစ်လို့ဖျားရိပ်တရားရိပ်တန်ခါရိပ်ရဲ့အောက်မှာအင်မတန်နူးညံ့နှွေးထွေးတဲ့နှလုံးသားပိုင်ရှင်တွေဖြစ်တဲ့အတွက်ကလေးစားချေခြင်းလက်တုံပြန်ခြင်းမျိုးမရှိခဲ့ဘူးဆိုရင်တော့ပြည်သူလူထုရဲ့အမုန်းတရားနဲ့ထွေးလိုက်တဲ့ဇတွေးကွက်မှာပက်လက်မျောနိုင်တယ်ဆိုတာသတိရစေချင်တာပါပဲအဲ့ဒါမျိုးဆိုရင်ပြည်သက်ကလက်ခုပ်တီးရတယ်လေခွေပေါင်းများစွာနားထောင်လာပြီးတော့ခုဒီပါးရီနိုင်ရင်မရှိသေးဘူးနော်ခွေတွေအများကြီးနားထောင်လာပြီးတော့ခုဒီပါးရီနိုင်ရင်မရှိသေးဘူးနော်ကျွန်တော်အိမ်ကနေထွက်လာတာ10ရက်နေ့ကထွက်လာတာဖြစ်ပါတယ်ဒီနေ့ညကျမှအိမ်ပြန်ရမှာဖြစ်ပါတယ်ဇနီးတဲ့ဝင်းမုံရွှေကြီးကလည်းလွမ်းလာတဲ့အကြောင်းပြောလာပါပြီပြည်သက်နားထဲမှာဝင်းမုံရွှေကြီးလို့ကြားလိုက်တယ်လို့ထင်ပါတယ်သူများသားပြိုသမီးပြိုကိုကျွန်တော်တို့ကစော်ကားဖို့ရမသိတော့ပါဘူးမင်းသမီးလေးဝင်းမုံရွှေကြီးကိုပြောတာမဟုတ်ပါဘူးကျွန်တော်ချစ်စနီးကျွန်တော်ကချစ်စနိုးနဲ့သူကိုရွှေကြီးလို့ခေါ်ပါတယ်အိမ်တော်သက်15နှစ်ရှိပါပြီအသက်စိတ်လောက်ကအိမ်တော်ကြခဲ့တာဆိုတော့အခုအသက်40အရွယ်မှာကျွန်တော်ဇနီးတဲ့ဟာအပြိုစင်တုံးကလို့မဟုတ်တော့ဘဲနဲ့နည်းနည်းလေးဝလာပါတယ်ဘယ်လောက်ထိဝလဲဆိုတော့ဝက်တကောင်လို့ဝလာပါတယ်ငငယ်တုန်းကမျက်လုံးတွေကောင်းပေမဲ့အသက်40အရွယ်မှာမျက်စိတွေကမှုန်လာတဲ့အတွက်မျက်လုံးအားလည်းမကောင်းတော့ပါဘူးဒါကြောင့်မလို့ဝက်လို့လဲဝတယ်မျက်စိကလည်းမှုန်တယ်ကျွန်တော်ကသူ့ကိုချစ်စနိုးနဲ့ရွှေကြီးလို့ခေါ်တော့အားလုံးပေါင်းလိုက်ရင်သူဟာဝက်မုံရွှေကြီးဖြစ်ပါတယ်ဝက်မုံရွှေကြီးမဟုတ်ပါဘူးမင်းသမီးနဲ့မားမှာဆိုလို့ပါအဲ့တော့ကျွန်တော်10ရက်နေ့တည်းကထွက်လာတယ်ထွက်လာပြီးတော့88ကျောင်းသားကောင်းဆောင်ဖြစ်တဲ့ကိုမင်းကိုနိုင်တို့နဲ့အတူအရာတော်ဘက်မှာဟောပြောပွဲတွေပြောခဲ့ပါတယ်ပြီးခဲ့တဲ့12ရက်နေ့ကတော့မန္တလေးမှာပြောပါတယ်73ရက်နေ့ကျတော့မန္တလေးမြစ်ကြီးနားလေရင်နဲ့အတူဖားကန့်မှော်ရဲကို9ရက်အသွားပြန်9ရက်ခရီးကိုသွားခဲ့ပါတယ်ပြီးတော့မှအခုပြန်လာတဲ့အခါမှာလက်ပံလှဒီမန္တလေးမိုးကုတ်မန္တလေးမိုးကုတ်မတရားလမ်းပေါ်ကလက်ပံလှရွှေပြည်ဆိုတဲ့ရွာတွေကိုဟောပြောပြီးတော့ဒီကနေ့မင်းညံကိုလာခြင်းဖြစ်ပါတယ်ဒီကနေ့ညတွင်ချင်းပြန်ပြီးတော့ဆက်ပြီးတော့သွားကြရှိတဲ့ခီးတွေကိုသွားရအောင်ပါလေဖြစ်ပါတယ်ပြည်သက်ကချစ်ခင်စွာနဲ့ဟောပြောခွင့်ပေးတယ်ကော်မတီဖွဲ့ဝင်များကချစ်ခင်စွာနဲ့ဖိတ်ကြားမှုပြုတယ်ဒီစကားပြောခွင့်အခွင့်အရေးပေါ်မှာတန်ဖိုးထားတဲ့အကြောင်းလေးစားတဲ့အကြောင်းအလေးအနက်ခံယူပြီးတော့မှအခုလိုစင်မြင့်ထက်ကနေပြောကြားနေခြင်းဖြစ်တဲ့အကြောင်းကိုလည်းကျွန်တော်ကတင်ပြခြင်းပါတယ်ကျွန်တော်တို့ပြောခွင့်ရတယ်ဆိုပြီးတော့ပြောခွင့်ရတဲ့အပေါ်မှာငါစကားနွားရနင်ပဲငါဆတတ်နိုင်သမျှအဲ့ဒီလိုစကားလုံးတွေကိုကျွန်တော်တို့ရှောင်ပါတယ်ဘယ်လို့မှမတတ်တာတဲ့အခါမှာတော့ရှင်းမျက်နှာနောက်ထားပြီးတော့ကျွန်တော်တို့ပြောရတာရှိပါတယ်အဲ့တော့အုပ်ချုပ်ရေးမှုကြီးကိုလည်းကျွန်တော်တောင်းပန်လိုပါတယ်ပြောစရာကြုံလာရင်တော့ရှင်းမျက်နှာနောက်ထားပြီးပြောရမှာဖြစ်တဲ့အတွက်ကျွန်တော်ကိုလည်းဒီကနေ့ညရန်ကုန်ကိုပြန်ခွင့်ပြုပါလို့တခါတည်းတောင်းပန်ပါစေအဲ့တော့ကျွန်တော်အကိုဆရာ2ယောက်ကအခုမှညောင်ဦးကထွက်တာဆိုတော့မြင်းညံမျိုးကိုရောက်အောင်တနားရီလောက်မောင်းအောင်ပါလိမ့်မယ်7နာရီလောက်မှသူတို့မြင်းညံမျိုးကိုဝင်မယ်အဲ့တော့ကျွန်တော်ပြောလိုက်ပါတယ်ကြက်ကြိုက်မလာပါနဲ့သက်ဆိုင်ရာကော်မတီကလူချင်းများကလည်းဖုန်းဆက်ပေးထားပါစာရေးစာတွေခဏတစ်ဖြုတ်နားပါမျက်နှာတစ်ကိုလက်တန်းစင်လုပ်ပါစေကျွန်တော်9နာရီထိချိန်ရပါတယ်ကျွန်တော်ဒီကနေ9နာရီထွက်ရင်တနာရီပဲမောင်းအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်သွားမယ်လမ်းဆောင်ကို10နာရီထိမိပါတယ်ဒါကြောင့်မလို့သက်ဆိုင်ရာကော်မတီဝင်များအနေနဲ့စာရေးစာကြီးများဆရာမောင်သားချုံနဲ့ဆရာမောင်ဆန်ဝင်းကိုအလော30မဟုတ်ဖက်နဲ့အချိန်နဲ့ငယ်ပေးလို့ရပါတယ်ဒါမှကျွန်တော်လည်းအားပါပြောရတာပေါ့အဲ့တော့အချိန်နဲ့ရတဲ့အတွက်ဂုံပြုတဲ့အနေနဲ့ကြပြလေးတစ်ပုဒ်နဲ့စတင်ပြီးတော့တင်ဆက်ချင်ပါတယ်အဲ့ဒီကြပြကတော့ကျွန်တော်အခွေတွေကိုဒီဇိုင်းမမှန်နားထောင်တဲ့သူတွေကတော့နားထောင်ပြီးသားဖြစ်မှာပါ
ဒါပေမဲ့နားထောင်ပြီးသားကိုအခုကလူကိုယ်တိုင်လာပြီးရွတ်ပြတာဖြစ်တဲ့အတွက်အရသာတစ်မျိုးဖြစ်လိမ့်မယ်လို့ထင်ပါတယ်စာရေးစာဖြစ်တဲ့ကျွန်တော်တို့ကလူပုံတရံကိုကြည့်တော့သပင်ကရှည်ရှည်မျက်နှာကခက်ချမ်းချမ်းရုပ်တရက်ကြည့်လိုက်ရင်လူမိုက်လိုပါလို့ပါပဲဒါပေမဲ့နှလုံးသားအင်မတန်အားငယ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပရိသတ်ရဲ့သဘောထားကကျွန်တော်တို့ပေါ်မှာမမျှတပါဘူးအခုနေမြန်အဆိုတော့ချမ်းချမ်းတို့ဝမ်းစုခိုင်သိန်းတို့လာခဲ့မယ်ဆိုရင်အောက်ကပရိသတ်ကြီးကတောင်းဆိုမဲ့တခြင်းတပုတ်ထဲပါချမ်းချမ်းကိုဆိုရင်တကယ်ဆိုချစ်ပဲလို့တယ်တကယ်ဆိုချစ်ပဲလို့တယ်ဒါပဲဆိုခိုင်းမှာဖြစ်ပါတယ်ပြီးရင်50သိန်းပေးရမှာဖြစ်ပါတယ်ဝမ်းစုခိုင်သိန်းလာခဲ့မယ်ဆိုရင်လေခုနကအပြစ်မတင်ညံပါဘူးအစရှိသဖြင့်နော်သူရဲ့ရုပ်ဆိုးမတို့ဘာတို့ဝမ်းစုခိုင်သိန်းကိုတောင်းကြပါလိမ့်မယ်စာရေးဆရာကြတော့မညာမတာဆက်ဆံပါလေပြောပြီးသားတွေပြန်မပြောနဲ့တဲ့အစ်စ်ပြောတဲ့ကျမတို့ကအခွေတွေအကုန်လုံးနားထောင်ပြီးပြီတဲ့ဝမ်းစုခိုင်သိန်းတို့ချမ်းချမ်းတို့လည်း50သိန်းမပေးပါဘူးဆိုတဲ့ခါကျတော့ကျွန်တော်တို့ပုံမှာကျတော့ပြည်သက်ကမတရားပါဘူးဒါပေမဲ့အဲ့ဒါကိုပဲကျွန်တော်တို့ကကြော်လွန်ပြီးတော့ပျော်ရွှင်စွာနဲ့ဒီကနေ့ပေးထားတဲ့ကောင်းစဉ်အတိုင်းပဲအနာဂတ်နိုင်ငံတော်ဆိုတဲ့အတိုင်းပဲနိုင်ငံတော်ကိုချစ်တဲ့စိတ်ပြည်ထောင်စုတိုင်းသားအားလုံးကိုချစ်တဲ့စိတ်မိမိကိုယ်ကိုချစ်တဲ့စိတ်မိမိတိုင်းပြည်ကိုချစ်တဲ့စိတ်မိမိလူမျိုးကိုချစ်တဲ့စိတ်ဆိုတဲ့ဖြူစင်ရှင်းသတ်တဲ့စိတ်တွေနဲ့ကျွန်တော်တို့ဒီပွဲတွေကိုကျင်းပနေခြင်းဖြစ်ပါတယ်။ကြပြားတွေကိုရွတ်ရတာဝိထုတွေကိုပြောရတာအဓိကကြတဲ့အကြောင်းရင်းတစ်ခုရှိပါတယ်။တကယ်တော့စာပေဟောပြောပွဲဆိုတာစာပေနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုပြောရမှာဖြစ်ပါတယ်။ဘယ်ကြပြားလေးကိုဘယ်လိုရေးခဲ့တယ်ဘယ်ဝိထုကိုဘယ်လိုရေးခဲ့တယ်အစရှိသဖြင့်ပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့ခေတ်ကာလအနေအထားအရပြည်သူလူထုကအနုပညာကိုစာလောင်တဲ့ပြည်သက်မဟုတ်ဘဲနဲ့နိုင်ငံရေးကိုစာလောင်တဲ့ပြည်သက်တွေဖြစ်နေပါတယ်။ဒါကြောင့်မလို့နိုင်ငံရေးကိုစာလောင်တဲ့အတွက်နိုင်ငံရေးစကားတွေများများပြောရင်သူတို့ကသဘောကျပြီးတော့လက်ခုပ်လက်ဝါးတီးပြီးအားပေးပါတယ်။တကယ်အကြောင်းရင်းခံဖြစ်တဲ့စာပေအကြောင်းပြောရင်အောက်ကနေတဝါဝါနဲ့တန်းပြပါတယ်။အားဒီပြောနေတာလည်းမပြီးသေးဘူးလား။စာပေဟောပြောပွဲဆိုပြီးတော့ကျွန်တော်တို့ကစင်မောကနေမြင်နေရပါတယ်။ဆိုတော့စာပေဟောပြောပွဲရဲ့အဓိကအနှစ်သာရသည်စာအကြောင်းပေအကြောင်းသို့တော့အဲ့ဒီစာတွေကြပြတွေဟာခေတ်ကိုထင်ဟပ်တဲ့မဆလာခေတ်မှာရေးတဲ့ကြပြတွေစာတွေဟာမဆလာခေတ်ကိုထင်ဟပ်တဲ့နဝတနာအဖခေတ်မှာရေးတဲ့ကြပြတွေစာတွေဟာနဝတခေတ်ကိုထင်ဟပ်မှာဖြစ်ပါတယ်ဒီကနေ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှောက်လန်းနေတဲ့အချိန်မှာတင်ပြမဲ့ဝတ္ထုတွေကြပြတွေဟာဒီမိုကရေစီရဲ့အနှစ်သာရကိုတနည်းတစ်ဖုံအားဖြင့်ပေါ်လွင်စေမှာဖြစ်ပါတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ပြည်သက်ကစာအကြောင်းပေအကြောင်းထက်လောလောဆယ်နိုင်ငံရေးကိုစာလောင်တဲ့ပြည်သက်လို့ကျွန်တော်တို့ကတတ်မှတ်ပါတယ်ဘယ်လိုအကြောင်းအရာကိုပြောရင်သူတို့လက်ခုပ်တီးမယ်ဆိုတာကျွန်တော်တို့ကြိုပြီးတော့သိနေပါတယ်အဲ့တော့ပုံမှန်အစ်စ်ကလေးကိုလည်းမြို့နယ်အုပ်ချုပ်မှုရှိမှာပဲပြောပြစီကျွန်တော်10ရက်နေ့ထွက်လာကြတဲ့ကနိုင်ငံတော်သမ္မတဦးသိန်းစိန်ကတယ်လီဖုန်းနဲ့ပြောပါတယ်ကိုညီမင်းညိုတို့ပဲသွားကြမှာလေတဲ့ကျွန်တော်တို့မန္တလေးကနေတဆင့်ဖားကန့်မှော်တဲ့အထိရောက်အောင်သွားပါမယ်သမ္မတကြီးလို့ဆိုတော့သွားပါတဲ့သွားကြပါတဲ့ဒီမိုကရေစီခေတ်ကိုရောက်နေပြီပဲတဲ့ဟောကြပါပြောကြပါနိုင်ငံကောင်းအောင်ဝိုင်းပြီးတိဆောက်ကြပါတဲ့ကျွန်တော်ခင်ဗျားကိုဖုန်းဆက်တာအကြောင်းရှိလို့ပါတဲ့ပုံမှန်18ဆိုတာလွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်အဲ့ဒါတွေကိုပိတ်ပင်တားဆီးတယ်ဆိုပြီးတော့အခုပြည်သူလူထုရှိတာအတန်နေထွက်နေတယ်တဲ့ဒါပေမဲ့ဗျာတဲ့ကျုပ်လည်းအလုပ်တွေများတဲ့အခါကျတော့အဲ့ဒါတွေကိုမစီစဉ်နိုင်သေးဘူးတဲ့အဲ့ဒါလိုမစီစဉ်နိုင်သေးတဲ့ကြားမှာပဲအခုပုံမှန်18နောက်ဆက်တဲ့တွေထပ်ထွက်လာတဲ့အကြောင်းခင်ဗျားကိုပြောချင်လို့တဲ့ဟုတ်ကဲ့ပြောပါသမလာကြီးလို့ဆိုတော့ပြောပါတယ်ပုံမှန်18ဓာရင်ကောက်ကိုအရင်ပြောပါတယ်ပုံမှန်18ဓာရင်ကောက်ရဲ့ပြစ်ဒဏ်ကဘာလဲဆိုရင်စာပေဟောပြောပွဲမှာလက်ခုပ်တီးတဲ့သူတွေကိုထောင်ဒဏ်3လချမယ်ပုံမှန်ပဲဖြစ်ပါတယ်အခုလိုလက်ခုပ်မျိုးဆိုရင်ထောင်ဒဏ်3လနဲ့ကန့်ညီပါတယ်ဘာဖြစ်လို့လဲဆိုတော့အောက်ကနေမြောက်ထိုးပင့်ကိုလုံနေလို့ပါသူတို့ရင်ထဲမှာရှိပြီးသားတည်ပြီးသားစကားတွေကိုစာရေးဆရာကိုတကူတကတပင်တပန်းဖိတ်ခေါ်ပြီးတော့စင်မော်တက်ပြီးပြောခိုင်းတယ်အောက်ကနေလက်ခုပ်လက်ဝါးတီးပြီးမြှောက်ပေးတယ်စိတ်ထဲကနေတိုးတိုးလေးပြောတယ်ကိုဖြစ်ရင်ကိုခံတဲ့တို့ကတော့မခံဘူးတဲ့အချိန်တိုင်းရင်အိမ်ပြန်အိမ်ပါတဲ့ပုံမှန်18ဓာတ်ရင်ကောက်ပြီးတဲ့ခါကျတော့ပုံမှန်18ဓာတ်ရင်မှုတ်ကိုတမန်တော်ကြီးကဆက်ပြောပါတယ်အဲ့ဒါကတော့တာမန်လက်ခုပ်မဟုတ်ဘူးဗျာတဲ့အဲ့ဒီလက်ခုပ်အားကနည်းနည်းပြင်းတယ်တဲ့ခမ်းမတစ်ခုလုံးရှံထွက်သွားတဲ့လက်ခုပ်မျိုးပေါ်တဲ့အဲ့ဒါဆိုရင်တော့ပုံမှန်18ဓာတ်ရင်မှုတ်သူ့ရဲ့ပြစ်ဒဏ်ကတော့ထောင်ဒဏ်6လပါတဲ့အဲ့တော့မြင်းညာကပြည်သက်ကြီးကလုံးဝဒီပုံမှန်တွေကိုဂိမ်းဆိုင်ဘူးဆိုတဲ့သဘောပေါ့အဲ့အတွက်တမန်တော်ကြီးကထပ်ပြောပါတယ်ပုံမှန်18တာတလင်းချိတ်ကတော့နည်းနည်းပြင်းတယ်ဗျာတဲ့တချို့သူတွေကလက်ခုပ်တီးုံနဲ့အားမရဘဲနဲ့လက်ခေါက်တွေပါမှုတ်တတ်တယ်တဲ့လက်ခုပ်တီးပြီးလက်ခေါက်မှုတ်ရင်တော့ထောင်ဒဏ်တစ်နှစ်ဖြစ်ပါတယ်တဲ့အဲ့တော့စောစောပြောသလိုချမ်းချမ်းမဟုတ်ပေမဲ့ဝမ်းစုခိုင်သိမ်းမဟုတ်ပေမဲ့2015မှာမကြခင်ကာလမှာကြာရောက်တော့မဲ့
မျိုးသားကောင်းဆောင်ကြီးကိုကျောင်းဆန်းကိုဂုဏ်ပြုတဲ့အနေနဲ့ကျွန်တော်မန္တလေးမှာရွတ်ဆိုခဲ့ဘူးတဲ့66နှစ်မြောက်အာဇာနည်နေ့မှာရွတ်ဆိုခဲ့ဘူးတဲ့ကြပြလေးကိုပဲအချိန်အားဖြင့်တော့၎င်းနားမထောင်ရသေးတဲ့ပြည်သက်အနေနဲ့နားထောင်ရအောင်တော့၎င်းကြပြလေးကိုရွတ်ဆိုပြချင်ပါတယ်နှလုံးသားနဲ့ခန်းစားပေးဖို့ကိုလည်းပန်ကြားပါတယ်ဒီကြပြလေးကိုရေးတဲ့ကြပြဆရာကကလောင်နာမည်ဟိန်းလို့နာမည်ရပါတယ်တလုံးနဲ့ပါဟိန်းအသက်အရွယ်က20ကျော်ဖြစ်ပါတယ်ပြင်ဦးလွင်သားတယောက်ဖြစ်ပါတယ်ကျွန်တော်နဲ့တော့တစ်ခါမှစုံစည်းမိသေးခြင်းမရှိပါဘူးဒါပေမဲ့ဒီကြပြဆရာလေးကိုဝေဖန်ရေးစာမျက်နှာကျွန်တော်ရဲ့ကိုယ်ပိုင်စာမျက်နှာတွေထက်ကနေပြီးတော့ကြီးကျူးတဲ့စကားတွေဝေဖန်ထောက်ပြတဲ့စကားတွေနဲ့အတိမတ်ပြုမှုကိုတော့ကျွန်တော်ဆောင်ရွက်ခဲ့ပြီးပါပြီလူချင်းကတော့ကြပြဆရာချင်းကတော့တစ်ချိန်မှမဆုံးခဲ့သေးပါဘူးဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်လို့တမိုင်းတစ်လျှောက်လုံးမှာဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုလူငယ်ကြပြဆရာလေးဖြစ်တဲ့ဟိန်းကအသက်20အရွယ်လောက်ပဲရှိသေးတဲ့လူငယ်လေးတယောက်ကရေးဖွဲ့တဲ့ကြပြတစ်ပုဒ်ကျွန်တော်တို့ဘာကိုကြိုက်တာလဲဆိုရင်ကျွန်တော်တို့နိုင်ငံဟာတမိုင်းမဲတဲ့နိုင်ငံအဖြစ်ရောက်သွားတော့မလားလို့စိုးရိမ်မိတဲ့အချိန်မှာအသက်20အရွယ်လူငယ်လေးတယောက်ကဒီလိုကြပြမျိုးကိုရေးသားလာတဲ့အတွက်ကျွန်တော်တို့အင်မတန်ပျော်ရွှင်ဝမ်းမြောက်တဲ့စိတ်နဲ့ဒီကြပြကိုကျွန်တော်ကရွတ်ဆိုခြင်းဖြစ်ပါတယ်ကြပြဆရာဟင်းကအသက်20အရွယ်ပဲရှိပေမဲ့နိုင်ငံရဲ့တမိုင်းကြောင်းကိုမမေ့မလျော့ကြပြအမှုပညာနဲ့မှတ်တမ်းတင်နိုင်လောက်တဲ့အထိသူ့ရဲ့ချစ်ခင်မှုမြန်နှုံမှုတန်ဖိုးထားမှုကိုတွေ့ရတဲ့အတွက်ကလေးတွေအားလုံးဟာတို့ထင်ထားသလိုမဟုတ်ပါဘူးတိုင်းပြည်နဲ့နိုင်ငံကိုချစ်တဲ့အာဇာနည်သူရဲကောင်းတွေကိုချစ်တဲ့သူတွေလည်းရှိသေးတာပဲဆိုပြီးတော့ကျွန်တော်တို့စိတ်ဖြေရပါတယ်ဒီကြပြလေးကိုကျွန်တော်ရွတ်ဆိုပြပါစီဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးဖွားခြင်းကနေစပြီးတော့ကြာဆုံးခဲ့တဲ့အချိန်ထိဂျားတွေကဖြစ်ရတွေကိုကြပြအမှုပညာနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ကြပြတစ်ပုဒ်လည်းဖြစ်ပါတယ်ကြပြရဲ့ခေါင်းစဉ်ကနတ်မောက်မင်းဘာမှထမလုံးနဲ့နတ်မောက်တဲ့မင်းဘာမှထမလုံးနဲ့နတ်မောက်မင်းဘာမှထမလုံးနဲ့ထိန်လင်းကိုငါတို့စီပေးပြီးကြတဲ့က10ကဘာစာလောက်တာဝန်ကျေပြီခင်ကြီးညယောက်ျားကိုတေချာချစ်ထားတမီးကလေးခမဲပေးဖို့ရွှေကလေးတပည့်တမှုတောင်အမေအိုစီလက်ဖြတ်တဲ့လူသားနိုင်ငံခေါင်းဆောင်ငမွဲကိုညီးစိတ်ပြတ်ခြင်းပြက်တမိုင်းကစိတ်မပြတ်စေနဲ့ဟိုထွန်းလာခမည်းဆရာကိုကြည့်ပြောအောင်လမ်းဘေးမှာအကျော်ဝင်စားနေတာနှောင်းသူတွေသိရင်မျက်နာမထားတတ်အောင်ရှက်နေရှာအောင်မယ်ဆရာတော်ဦးတော်ပိဒဒီတစ်ခါကြမ်းတမ်းမိလို့ဒီကလေးကိုမရိုက်ပါနဲ့ရရင်ရမရရင်ချဆိုတာတပည့်တော်တို့အတွက်ပါဗျာဥပဝင်းခမည်းညီအငယ်ဆုံးလေးကိုခွင့်လွှတ်ပေးပါဗျာသူပြောခိုင်းတဲ့ရည်စားစကားပြောပေးလိုက်ပါဗျစစ်သားကြီးအသေးကစေးရုံပေါ်မှာခြံခဲ့ရင်ကျွန်တော်တို့ပဲနစ်နာကြရမှာရဲဘော်ကျော်စိန်ခမည်းကားမောင်းရင်တတိကိုငယ်ဒိတ်မှာကပ်မောင်းခမည်းတင်မောင်းလာတာကျွန်တော်တို့ရဲ့အတိတ်ကြီးကျွန်တော်တို့ရဲ့ပစ္စုပန်ကြီးကျွန်တော်တို့ရဲ့အနာဂတ်ကြီးဟဲ့လူပလေရီယန်ရုပ်ရှင်မန်နေဂျာသူ့ဟာသူငါမူတန်းကကြည့်ကြည့်တမတ်တန်းကကြည့်ကြည့်သွားမတားပါနဲ့ဗျဘဝမှာအပန်းဖြေစရာလက်တစ်ဖက်မပြည့်တဲ့သူစိတ်လွတ်ကိုလွတ်ခံစားပါစေဗျာပုံမူကြီးဆူဇူကီတွေ့တယ်မဟုတ်လားခမားကိုလက်ဆွဲနှုတ်ဆက်ရင်းခမားကိုတိုက်သိရင်တိုက်ရမှာပဲလို့ပြောခဲ့တဲ့အညာသားလေးကိုလေအဲ့ဒါလို့တတိအဲ့ဒါလို့စကားကိုတေချာမှတ်ထားနှောင်းမြမာတွေတဲမှာအဲ့ဒီလို့ပြောရတာတကောင်မှမရှိဘူးအမွိုင်းမင်းမြေကိုသူနင်းလိုက်တော့တွတ်မသွားဘူးလားအာရှတိုက်ရဲ့ကြဲတလုံးကို2လလောက်ထမ်းထားလိုက်ရတာအခုထိမင်းဂုံယူမဆုံးဘူးမဟုတ်လားဦးစောခမားကိုမေ့ထားပါမယ်ခွင့်လို့တော့မရသေးဘူးဒါပေမဲ့မပူပါနဲ့ဒီနေ့ခင်မှာလဲခမားလိုလူတွေအများကြီးပါမစ္စတာနေရူခမားသူ့ကိုလောင်းကုတ်ကြီးပေးလိုက်တာကျေးဇူးတင်တယ်ဗျာအခုကျွန်တော်တို့မှာအဲ့ဒါကြီးခြုံပြီးနှွေးနေရတာဗျအကိုးဆောင်ခမားအခန်းတွေကဂျပိုးတွေကိုမောင်းမထုတ်လိုက်ပါနဲ့စာအုပ်ပုံကြီးကိုရှင်းမပြစ်လိုက်ပါနဲ့မခောက်ရသေးတဲ့အဝတ်တွေတန်းပေါ်မချိတ်လိုက်ပါနဲ့သူစိန်နဲ့မနေခဲ့လို့ကျွန်တော်တို့စိန်နဲ့နေနေရတာမဟုတ်လားညိုညိုစိန်ညီတတလုံးမင်းသမီးလှုပ်ရှားလာတာအနေနဲ့အရက်ရွှေပူညာချမ်းကလို့တရေကောင်းမျိုးတွေ့ခဲ့ဘူးလားတွေ့ဘူးခဲ့ရဲ့လားကျုံမှာကာမပိုင်နေဗျတဲ့
မင်းကလေးတံမဲ့လက်ဆွဲကြည်စဲမဲ့ညီတောင်ကြက်သိန်းတစ်ဖြန်းဖြန်းထသွားရမဟုတ်လားစာစတက်ဖို့ခရပ်သူခဏအင်ကြီးအကြီးပြဲသွားအောင်ဖောင်တိန်ကိုဆွဲလူလိုက်တာမအံ့ဩပါနဲ့32နှစ်နဲ့တည်ခဲ့တာတော့ကျွန်တော်တို့နှလုံးသားတွေကိုအခုထိသူကဆွဲလူနေတော့ဦးထင်းမြိုင်သို့မဟုတ်တကုံတာရဇွတ်ချစ်မယ်ဆိုတဲ့အချစ်တချင်းအစားစစ်ချီစစ်တဲ့တချင်းတွေပဲသူကကြားကျင်တယ်ဆိုတီးပေးလိုက်ပါဗျနှလုံးသားမရှိတာမဟုတ်ပါဘူးနှလုံးသားရှိလွန်းလို့ပါဂျူဘလီဟောကျေးဇူးပြုပြီးရွှေတကုံဖျားလမ်းဘက်လှည့်မထားပါနဲ့ခမားကိုမြင်တိုင်းမျက်ရည်ဝဲရင်အလေးပြုမိလို့ပါရဲဘော်ကလေးတွေစိတ်မကောင်းမဖြစ်နဲ့မင်းတို့ခေါင်းဆောင်ကြီးကသူ့မင်္ဂလာဆောင်မှာတိုက်တွေကားတွေလက်မဖွဲ့လို့စိတ်ဆိုးမဲ့လူစားလားငွေတော်တာရောင်ကြီးဆိုတော့အယိုးသားဆုံးအပြုံးနဲ့ပျော်နေတတ်ခဲ့တာလေပြည်ထောင်ဝင်ကြီးဦးမြခမားမှားတယ်သူ့ရုံးခန်းရှိကတက်စစ်ကိုသူ့ဘာပြောပေကတ်ထားခဲ့ရမှာအခုတော့ကျွန်တော်တို့မှာပြောခွင့်မရှိတော့ဘူးကိုကြော့မောင်သူ့မင်္ဂလာဆောင်မှာရွှေကြိုးသွားတာတော့စွမ်းယူလွှင့်ပစ်လိုက်တာစိတ်မကောင်းမဖြစ်ပါနဲ့ဗျာသူအပင်ပန်းခံတင်ယူခဲ့တဲ့ပညာတွေထဲမှာအဲ့ဒါလို့အဖို့စာသားတွေမပါဘူးဗျမိမျိုးဝမ်းနဲ့စိတ်ကိုကြိတ်မိတ်ထားတော့နိုင်ငံကြီးလောကကထွက်ရင်ခြံဆိုင်မယ်စာရေးမယ်ဆိုတဲ့သူကြည်စံ73တောက်စိုက်သွားပြီးရေးလို့မကုံအောင်အခုကျွန်တော်တို့ရေးနေကြရပြီကြပြဆရာဟိန်းဖြစ်ပါတယ်ခင်ဗျာဒီလက်ခုပ်သားဟာလူငယ်ကြပြဆရာလေးဟိန်းအတွက်အသက်20အရွယ်နဲ့တိုင်းပြည်ရဲ့သူရဲကောင်းတွေအပေါ်မှာမမေ့မလျော့ခံစားတဲ့ကျွန်တော်ညီငယ်လေးဟိန်းအတွက်လက်ခုပ်တန်တွေလို့ကျွန်တော်ကခံစားပါတယ်ကျွန်တော်မြို့တစ်မြို့မှာဟောခဲ့ပူပါတယ်နှစ်ပေါင်း100အခန်းဆက်ဇလံနှစ်ပေါင်း100အခန်းဆက်ဇလံ1915ခုဖေဖော်ဝါရီလ23ရက်နေ့မှာမွေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဟာ1948ခုဇူလိုင်19မှာကြာဆုံးခဲ့ရပါတယ်သူနေထိုင်ခဲ့တဲ့တပ်တန်းကိုတွက်ကြည့်တဲ့အခါမှာ32နှစ်5လနဲ့6ရက်ဆိုတဲ့တပ်တန်းကိုရပါတယ်ဒီကမ္ဘာမြေပေါ်မှာဗိုလ်ချုပ်အသက်ရှင်နေထိုင်ခဲ့တဲ့ကာလသည်32နှစ်ခွဲနီးပါး33နှစ်မပြည့်တဲ့အလွယ်ပြောရင်တော့33နှစ်နီးပါးပေါ့အဲ့ဒီအချိန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်က68နှစ်ဖြစ်ပါတယ်အမျိုးသားကောင်းဆောင်ကြီးဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့33နှစ်နဲ့တမီးဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့68နှစ်ကိုပေါင်းရင်နှစ်ပေါင်း100ရပါတယ်တားဖနှစ်ယောက်အသက်တွေပေါင်းလို့နှစ်ပေါင်း100ရတာတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးဇလန်းကမပြီးသေးဘူးလားတိုင်းပြည်ရဲ့စင်ရဲနှုံချမှုတွေကရုံးမထွက်နိုင်သေးဘူးလားဒီတိုင်းပြည်နဲ့ဒီနိုင်ငံအပေါ်မှာတားဖနှစ်ယောက်လုံးကစွန့်လွတ်စွန့်စားတဲ့စိတ်နဲ့ပေးဆက်နေတာတောင်မှနှစ်ပေါင်း100လောက်ကြာတာတောင်မှကျွန်တော်တို့နိုင်ငံဟာဘာဖြစ်လို့အလင်းရောင်နယ်မြေကိုချိန်မချနိုင်ရတာလဲဆိုတဲ့စိတ်နဲ့နှစ်ပေါင်း100အခန်းဆက်ဇလန်းဆိုပြီးကျွန်တော်ဟောပြောခဲ့ဘူးတယ်ဒီနေရာမှာဒေါ်အောင်ဆန်းစုကြည်ကတိုင်းပြည်အတွက်ဘာတွေများအနစ်နာခံတယ်လဲလို့ပြောရင်ဥစွာကျွန်တော်ဟာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတာဝန်ရှိပုဂ္ဂိုလ်တယောက်မဟုတ်ပါဘူးပါတီဝင်တယောက်လည်းမဟုတ်ပါဘူးဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံသားတယောက်အနေနဲ့လွတ်လပ်စွာချစ်ခင်တဲ့စာပေအမှုပညာသမားတယောက်အနေနဲ့လွတ်လပ်စွာကြီးညိုလေးစားတဲ့မြင်းညံမျိုးမှာရှိတဲ့စာပေချစ်ပြည်သက်များကဲ့သို့တာမန်နိုင်ငံသူနိုင်ငံသားတဦးပဲဖြစ်ပါတယ်ကျွန်တော်ချစ်ချင်တဲ့လူကိုချစ်ခွင့်ရှိပြီးတော့ကျွန်တော်မုန်းချင်တဲ့လူကိုမုန်းခွင့်ရှိတာကျွန်တော်ရဲ့တကူရီဒီမိုကရေစီဖြစ်ပါတယ်ဒါကြောင့်မလို့နှစ်ပေါင်း100ခန်းဆက်ဇလန်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောခဲ့တယ်ဘာတွေများနင့်နာခံတယ်လဲလို့မေးရင်မိခင်ကြီးဒေါခင်ကြီးနေမကောင်းလို့တိုင်းပြည်ကိုခဏပြန်လာရာကနေရှစ်လရှစ်လေးလုံးလူလူရေးတော်ပုံကြီးပေါ်ပေါက်တဲ့အခါမှာဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့အတွက်ဗိုလ်ချုပ်ရဲ့သွေးတွေလက်ပတ်စီးစင်းနေတဲ့သွေးသားတယောက်ဖြစ်တဲ့အတွက်အခြေအနေရတိုင်းပြည်မှာတင်ကြိုင်းခဲ့တယ်ဒါကိုတစ်ဖက်အဖွဲ့အစည်းကရင်သီးတဲ့စကားလုံးများနဲ့သုံးထုံးပြီးတော့ပြောခဲ့ကြဆိုခဲ့ကြဆွေးနွေးခဲ့ကြတာဒီကနေ့စာအုပ်စာတမ်းတွေလည်းထွက်နေပါပြီဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့အင်တာဗျူးစာအုပ်တောင်ထွက်ရှိနေပါပြီဒါတွေဟာယုံတန်းစကားတွေမဟုတ်ပါဘူးအဲ့ဒါလို့အခြေအနေမှာဒေါ်အောင်ဆန်းစုကြည်ဟာတိုင်းပြည်အတွက်ဘာများအနစ်နာခံခဲ့တယ်လဲလို့မေးရင်မိခင်ကြီးနေမကောင်းလို့မြန်မာနိုင်ငံကိုလာရောက်ခဲ့ကြတဲ့ကသူ့ရဲ့ခင်မွန်းတယ်ဖြစ်တဲ့မိုက်ကယ်အဲရစ်
1999မတ်လ29ရက်နေ့မှာကင်ဆာရောဂါနဲ့ကွယ်လွန်ပါတယ်တိုက်ဆိုင်မတ်လ29ရက်နေ့ဟာတမတော်နေ့အဖြစ်သတ်မှတ်ထားတဲ့နေ့လည်းဖြစ်ပါတယ်အဲ့ဒီကလေးကအကျယ်ချုပ်ဘဝနဲ့16နှစ်လုံးနေပြီးတော့ဒီတိုင်းပြည်ဒီနိုင်ငံနဲ့ဒီလူမျိုးအပေါ်မှာသူ့ရဲ့သူ့ရဲ့စိတ်ကိုပြခဲ့တယ်ခင်မွန်းတဲ့ဖြစ်တဲ့သူကွယ်လွန်ကန်ဒီ2ရက်အလိုမှာတယ်လီဖုန်းပြောခွင့်ရတယ်အဲ့ဒီအချိန်မှာနိုင်ငံတော်တာဝန်ယူနေတဲ့ပုဂ္ဂိုလ်များကဒေါအောင်ဆန်းစုကြည်ကိုအကယ်၍ပြည်ပကိုထွက်ခွာမယ်ဆိုရင်ထွက်ခွာဖို့ခွင့်ပြုတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့မြန်ထွက်ခွာစေချင်တယ်။တိုင်းပြည်မှာဒီမျိုးသမီးမရှိရင်ကောင်းတယ်လို့သူတို့ယူဆထားတဲ့အတွက်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကပေကတ်နေပြီးတော့တေဆုံးကန်နီးကွယ်လွန်ကန်နီးခင်မွန်းတဲ့ရှိကိုမသွားခဲ့ဘူး။တယ်လီဖုန်းစကားပြောတယ်။မိုက်ကယ်အရစ်ပြောတဲ့စကားသည်စုလို့ခေါ်ပါတယ်မိုက်ကယ်အရစ်ကစုရေကိုနားလဲပါတယ်စုရေကိုထက်မင်းရဲ့တိုင်းပြည်မင်းရဲ့နိုင်ငံမင်းရဲ့လူမျိုးကကိုထက်ပို့ပြီးအရေးကြီးတဲ့နယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်ပါတယ်စုရဲ့ဒါကြောင့်မလို့ကိုမင်းကိုနှုတ်ဆက်ပါတယ်ဆိုပြီးတော့တယ်လီဖုန်းပြောပြီးနေတဲ့အချိန်မှာမိုက်ကယ်အဲရစ်ခွင့်လွှတ်သွားခဲ့ပါတယ်သား2ယောက်ကျန်ခဲ့ပါတယ်အဲ့ဒီသား2ယောက်ကျန်ခဲ့တဲ့ခါမှာသားငယ်လေးဖြစ်တဲ့သူဟာမြန်မာနိုင်ငံကိုခဏတစ်ဖြုတ်လာလေးရှိပေမဲ့သားအကြီးကတော့ခဏထိမြန်မာနိုင်ငံကိုလာအောင်ချင်းမရှိသလိုအခုလိုလွတ်လပ်တဲ့အချိန်ကာလမှာမိခင်ကြီးဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်နိုင်ငံတကာကိုတွားရင်တောင်မှလာရောက်ပြီးတွေ့ဆုံခြင်းမှတွေ့ဆုံတဲ့သားကြီးတယောက်ဖြစ်ပါတယ်မိခင်ပေါ်မှာတမျိုးတစ်ဖုံနဲ့စိတ်နာနေတဲ့စိတ်တန်ရာတစ်ခုရနေတဲ့သားတယောက်လည်းဖြစ်နိုင်ပါတယ်1988ကနေပြီးတော့ယနေ့အချိန်ကာလအထိခင်မွန်းတယ်ကိုဆွန့်လို့မွေးထားတဲ့ရင်သွေး2ယောက်ကိုဆွန့်လို့ပြီးတော့နေခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာတိုင်းပြည်အတွက်ဘာတွေများပေးဆက်ခဲ့လို့လဲလို့ပြောရင်တော့ကျွန်တော်တို့အနေငယ်စဉ်းစားဖို့ကောင်းပါတယ်ကျွန်တော်မှသား2ယောက်မွေးထားပါတယ်သားကြီးက9တန်းဖြစ်ပြီးတော့သားငယ်က3တန်းဖြစ်ပါတယ်ဒီသား2ယောက်နဲ့ကျွန်တော်ခွဲခွာခဲ့တာ2ပတ်မပြည့်သေးပါဘူး17ရက်12ရက်ပဲရှိပါသေးတယ်ကျွန်တော်သားတွေကိုကျွန်တော်လွမ်းလှပါပြီသူ့အမေဆိုရင်တော့မပြောနဲ့တော့ပေါ့နှစ်ပေါင်းများစွာခင်မွန်းတယ်နဲ့ကိုရင်သွေးတွေအပေါ်မှာဆွန့်လွတ်ထားခဲ့ပြီးတိုင်းပြည်နဲ့လူမျိုးအပေါ်မှာဒဇိုက်မတ်ချစ်ခင်ခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ဟာတာမန်မျိုးသမီးတယောက်မဟုတ်ဘူးဆိုတာတော့ကျွန်တော်ပြောခွင့်ရမယ်ထင်ပါတယ်ဒါဟာနှစ်ပေါင်း100ခန်းဆက်ဇာလန်းဆိုတဲ့နောက်မှာကျွန်တော်ဆွေးနွေးဖြစ်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်အဲ့တော့ပြောရင်းနဲ့ဒေါအောင်ဆန်းစုကြည်အကြောင်းကိုရောက်သွားတဲ့အတွက်ကြပြလေးတစ်ပုဒ်နဲ့ပဲတင်ပြပါစီအဲ့ဒီကြပြကိုကျွန်တော်ပြန်ရှင်းမပြတော့ပါဘူးစောစောကကျွန်တော်ပြောခဲ့ပါပြီခင်မွန်းတယ်ကိုဆွန့်လွတ်ခဲ့တယ်သားတွေကိုဆွန့်လွတ်ခဲ့တယ်အမျိုးသမီးတယောက်အနေနဲ့ရပိုင်ခွင့်တွေအခွင့်အရေးတွေအားလုံးကိုဆွန့်လွတ်ခဲ့တယ်ဒါပေမဲ့ तू မဆွန့်လွတ်ခဲ့တာတခုရှိပါတယ်ဒါကိုကျွန်တော်တို့နောင်တော်ကြပြဆရာကိုမိုးစော်ကကြပြလေးတစ်ပုဒ်ရေးပါတယ်အဲ့ဒီကြပြရဲ့ခေါင်းစဉ်ကအမေလို့နာမည်ရပါတယ်အမေသမီးတယောက်အနေနဲ့ဖခင်ကိုဆွန့်လွတ်ခဲ့ရတယ်ဇနီးတယောက်အနေနဲ့ခင်မွန်းတယ်ကိုဆွန့်လွတ်ခဲ့ရတယ်မိခင်တယောက်အနေနဲ့သား2ယောက်ကိုဆွန့်လွတ်ခဲ့ရတယ်လူသားတယောက်အနေနဲ့စီးစိမ်တွေကိုဆွန့်လွတ်ခဲ့ရတယ်အမျိုးသမီးတယောက်အနေနဲ့လွတ်လပ်ခွင့်တွေကိုဆွန့်လွတ်ခဲ့ရတယ်အသက်ရှင်ရတဲ့ဆွန့်လွတ်ခဲ့ရခြင်းများမှာသူလုံးဝမဆွန့်လွတ်ခဲ့တာဆိုလို့ငါတို့ပြည်သူတန်း60ကြပြဆရာမိုးစော်ဖြစ်ပါတယ်ခင်မွန်းတယ်ကိုဆွန့်လွတ်ခဲ့တယ်သား2ယောက်ကိုဆွန့်လွတ်ခဲ့တယ်ဖခင်ကိုဆွန့်လွတ်ခဲ့တယ်ခွင့်ရည်တွေအားလုံးကိုဆွန့်လွတ်ခဲ့တယ်ဒါပေမဲ့တန်း60တော့ပြည်သူလူထုကိုတော့ဒေါအောင်ဆန်းစုကြည်ဟာဆွန့်လွတ်ခဲ့ခြင်းမရှိဘူးဒီကနေ့ဒီချိန်ထိတိုင်းပြည်မှာရောက်တဲ့နေရာရတဲ့နေရာကိုယူပြီးတော့တိုင်းပြည်ကောင်းရကောင်းကျိုးအတွက်ဆောင်ရွက်နေပါတယ်ဒါကလည်းပြည်သူလူထုတည်ပြီးသားဖြစ်ပါတယ်ဒီနေရာမှာစကားကြုံလို့တစ်ဆက်တည်းပြောရရင်နိုင်ငံတော်သမ္မတဖြစ်နေတဲ့သူတွေတော်တော်များနေတဲ့အချိန်မှာကိုကျော်သူကလည်းသမ္မတဖြစ်နေတယ်လို့ပြောပါတယ်ကျွန်တော်သမ္မတဖြစ်နေတယ်လို့ပြောတာကိုကျော်သူတက်တနေ့စောပါတယ်ကိုကျော်သူကလည်းသမ္မတဖြစ်နေတယ်ကျွန်တော်လည်းသမ္မတဖြစ်နေတယ်သူရဦးရွှေမန်းကလည်းသမ္မတဖြစ်နေတယ်ဦးသိန်းစိန်ကလည်းပြည်သူလူထုကထောက်ခံရင်ဆက်လုပ်မယ်ဒေါအောင်ဆန်းစုကြည်ကလည်းသမ္မတဖြစ်နေတယ်လို့ပြောနေတဲ့အချိန်မှာတိုင်းပြည်ရဲ့နိုင်ငံရဲ့ဇာလန်းဇက်ကွက်တွေဟာအလွန်စိတ်ဝင်စားစရာကောင်းတဲ့ဇာလန်းတစ်ပုဒ်ဖြစ်လာပါတယ်ဗီဒီယိုလောကကိုစုံစမ်းကြည့်တဲ့အခါမှာပြည်တီဥတို့နေတိုးတို့ဒီရဲ့ပိုင်းမှာစကားအငှားနှုံကြတယ်လို့သိရပါတယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်မှာသူ့ထက်ကောင်းတဲ့ဇာလန်းတွေပေါ်နေလို့ပါသူတို့တရုတ်ဆောင်တဲ့ဇာလန်းတွေနဲ့ကောင်းတဲ့ဟာတွေကခေါင်းပေါင်းထားတဲ့မင်းသားကြီးတယောက်ကပြောပါတယ်နောက်လာမယ့်ရွေးကောက်ပွဲမှာသူမပါတော့ဘူးသူများကိုကြီးကိုယ်တော်ကိုကြော်ပြီးပြောပါတယ်
သူကသူပါခြင်းပါမယ်မပါခြင်းမပါဘူးသူ့လှုပ်လားနောက်လာမဲ့ရွေးကောက်ပွဲမှာသူမပါတော့ဘူးအဲ့လိုပြောတဲ့အချိန်မှာပဲလက်ရှိနိုင်ငံတော်တာဝန်ကိုယူထားတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောပါတယ်နှစ်ဖူးရည်ဒူးရည်ကောင်းတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောတယ်ပြည်သူလူထုကထောက်ခံမယ်ဆိုရင်တော့စဉ်းစားမယ်မင်းသားနှစ်ယောက်ပြောတဲ့စကားအမှန်စိတ်ဝင်စားစရာကောင်းပါလေအဲ့ဒီအချိန်မှာပဲပြည်ချစ်မင်းသမီးကဒိုင်လော့တစ်ခုပြောပါတယ်နိုင်ငံတော်ရဲ့အနာဂတ်အတွက်လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးလေးလုပ်ရအောင်လို့တောင်းဆိုတဲ့အချိန်မှာခေါင်းပေါင်းဆောင်ထားတဲ့စောစောကနိုင်ငံတော်တာဝန်ကြီးကယူထားတဲ့ပုဂ္ဂိုလ်ကြီးကပြန်ပြောပါတယ်စောပါသေးတယ်လို့ပြောတဲ့အချိန်မှာပဲဒီဘက်ကအပြိုင်မင်းသားတလဲဖြစ်တဲ့ခေါင်းပေါင်းထားတဲ့မင်းသားကပြန်ပြောပါတယ်တွေ့သင့်တယ်အဲ့လိုတွေ့သင့်တယ်လို့ပြောတဲ့အချိန်မှာပဲဒီဘက်ကနောက်ထပ်အကြီးကဲကပြန်ပြောပါတယ်နိုဝင်ဘာလမိန်ကောမှာမင်းသားကြီးမလုပ်ရလို့ပတ်မကြီးထိုးဖောက်မယ်ဆိုတဲ့စိတ်ကူးရှင်ဆွန့်လွတ်လိုက်ပါအခုလာမယ့်29ရက်နေ့မှာကျင်းပမယ့်အကယ်ဒမီပွဲမှာကျွန်တော်တို့ပြည်သူလူထုကပေးလိုက်ပါပြီပူတွဲမင်းသားစုကိုကျွန်တော်တို့အကြီးကဲနှစ်ယောက်ကိုအကယ်ဒမီစုပေးပါတယ်မြန်မာနိုင်ငံရေးဇလန်းဇက်ကွက်မှာတရုတ်ဆောင်ကောင်းတဲ့အတွက်ခေါင်းကပြည်တော်ချစ်မင်းသမီးကတော့ငကိုတွေကပြည်သူလူထုပေးတဲ့အကယ်ဒမီပေါင်းများစွာရရှိပြီးသားဖြစ်တဲ့အတွက်သူ့ကိုတော့ထူးထွေမပြောလို့တော့ပါဘူးအဲ့ဒီမှာမမျော်လင့်တဲ့နေရာကဇပ်ပို့နေရာကနေမမျော်လင့်မဲ့အကယ်ဒမီရသွားတဲ့သူကတော့ကာကွယ်ရေးဦးစီးချုပ်ကြီးပဲဖြစ်ပါတယ်ဒေါ်ဆန်းစုကြည်ကတမတော်ကိုချစ်တယ်တမတော်ဟာနိုင်ငံအတွက်လိုအပ်တယ်လို့တဖောက်ဖောက်ပြောနေတဲ့အချိန်မှာခုချိန်ဒီကာကွယ်ရေးဦးစီးချုပ်ဟာအနေထိုင်ပြောဆိုပြုမှုတစုံတရာမှားယွင်းမှုခုချိန်ထိမရှိသေးပဲနဲ့ကွန်ဆာကွန်မင်းနဲ့ပြောအောင်ပါပေါ့နော်သေးဆိုတဲ့စကားလုံးကိုမရှိသေးပဲနဲ့တိုင်းပြည်နိုင်ငံအတွက်ကောင်းအောင်ကောင်းကျိုးလုပ်ရမယ့်အချိန်မှာဒေသကမျှော်လင့်နေပါတယ်ဒီနေရာမှာတမရဖြစ်ချင်တယ်ဆိုတဲ့စကားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့စဉ်းစားကြည့်ရအောင်ကြံတဲ့လူတွေတမရဖြစ်ချင်တာကိုတော့ကျွန်တော်မသိပါဘူးဒေါအောင်ဆန်းစုကြည်တမရဖြစ်ချင်တယ်ဆိုတာဟာသူ့အတွက်လားတန်း60သောပြည်သူလူထုအတွက်လားဆိုတာကိုတော့ကျွန်တော်ရှင်းပြချင်ပါတယ်ဒီကနေ့ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံတကာမှာရပ်တည်နေတဲ့အနေအထားသည်နိုင်ငံတော်တမရတယောက်ထက်တာလွန်သောအဆင့်အတန်းနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုတွာလာလှုပ်ရှားလည်ပတ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်အကယ်၍ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံတော်တမရဖြစ်ခဲ့မယ်ဆိုရင်တောင်သူရထားတဲ့ယာတုဂုံတင်ကနေရုပ်လျော့သွားတဲ့သဘောတောင်ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်တမရတဲ့စာပေါင်းများစွာတာလွန်တဲ့ကမ္ဘာရဲ့ချစ်ခင်မှုကမ္ဘာရဲ့အတိမတ်ပြုမှုကိုရထားတဲ့ကမ္ဘာတိအမျိုးသမီးကောင်းဆောင်တယောက်ဖြစ်လို့တင်ပြခြင်းဖြစ်ပါလေ။သူတမရဖြစ်ချင်တယ်ဆိုတာသူ့အတွက်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး။တန်း60သောပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့အတွက်သူဖြစ်ချင်တာ။ကျန်တဲ့လူတွေတမရဖြစ်ချင်တယ်ဆိုတာကတော့လက်ရှိလှုပ်လက်စကုမ္ပဏီလေးမပြည့်ရွံ့ရအောင်လက်ရှိတူးလက်စကြောက်စိမ့်တွင်းလေးဆက်ပြီးတူးခွင့်ရအောင်လက်ရှိခုတ်လက်စတေးရိုင်းခွက်လေးကျွန်းသစ်ခွက်လေးတွေဆက်ပြီးတော့ခုတ်ခွင့်ရအောင်လက်ရှိသွင်းလက်စသွင်းကုန်ထုတ်ကုန်တွေဆက်ပြီးသွင်းလို့ရအောင်ဖားကမှာကျွန်တော်9ရက်ကြာခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်နာမည်နဲ့အလုပ်လုပ်နေတဲ့ကြောက်တွင်းတတွင်းမှမတူခဲ့ပါဘူးမြန်မာနိုင်ငံလုံးအနှံ့ကိုရှောက်သွားပြီးတော့အင်ချမ်းမြေပေါင်းများစွာကိုရင်ဆိုင်ခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့ဝယ်ထားတဲ့မြေလို့မြေရိုင်းတွေသိမ်းထားတဲ့မြေတွေလောက်ထားတဲ့စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်မှုတွေတခုမှမတွေ့ခဲ့တဲ့နိုင်ငံသားတယောက်စာရေးဆရာတယောက်ကြပြဆရာတယောက်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ခင်တယ်လေးစားတယ်ကြီးညိုတယ်ဆိုတာလွန်မလားသူဟာသူတမရဖြစ်ချင်တယ်ဆိုတာသူ့အတွက်မဟုတ်ဘဲနဲ့ပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့သူတမရဖြစ်ချင်တယ်လို့ပြောတာတမရဖြစ်ချင်တဲ့စကားပြောတာချင်းတူရင်တောင်မှအတိတ်ပဲချင်းမတူဘူးတန်ဖိုးချင်းမတူဘူးလွတ်တော်ထဲမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုတော့မှချမပြရဲတဲ့သူတွေကြားထဲမှာကျွန်တော်တို့ပြည်သူလူထုကအခုလိုတွေ့တွေ့ဝေဝေငိမ့်ငိမ့်ငိုင်ငိုင်နေအောင်မယ်ဆိုရင်ကြုတ်တိုးလောက်အားတဲ့လူတွေဒီကမ္ဘာမှာမရှိတော့ဘူး2008ဖွဲ့စည်းပုံအခြေခံဥပဒေကို90.48သောပြည်သူလူထုတခဲနဲ့ထောက်ခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးတော့နာဂစ်လူ3သိန်းကျော်တည်တဲ့အချိန်မှာတည်သွားတဲ့ဝိညာဉ်တွေကပါထပြီးထောက်ခံတဲ့အထိဆွဲခဲ့တယ်ဒါကိုပဲမနေ့တနေ့ကပြုတ်ဖို့ပြင်ဖို့ပြောတဲ့အခါမှာတက်ဆိုင်ရာနံပါတ်556တာဝန်ရှိပုဂ္ဂိုလ်တူကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ကျင်တယ်ဆိုတာပြည်သူလူထုကပြင်ကျင်တယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးပြည်သူလူထုကဘာသိမှမို့လို့လဲကျုပ်တို့တောင်ခုမှလေ့လာနေရတုံးဒီလိုလူတွေကိုနိုင်ငံခေါင်းဆောင်ဖြစ်တင်ထားရတဲ့ကျွန်တော်တို့နိုင်ငံမှာလက်ခုပ်တီးုံနဲ့မကဘဲနဲ့နှလုံးသားထဲကအုံနောက်ထက်ကစဉ်းစားစေချင်ပါတယ်ဒီလိုလူတွေကိုခေါင်းဆောင်တင်ထားတဲ့နိုင်ငံမှာ
ရှေ့ပြောနောက်ကြည့်ညပြောအောက်ကြည့်ဆိုတဲ့စကားတွေရဲ့နောက်မှာရှေ့စကားနဲ့နောက်စကားကိုတောင်မှလျော်ညီအောင်မချိတ်ဆက်တတ်တဲ့လူတွေလိန်နေဆိုရင်အစဆုံးလိန်ရပါတယ်လိန်ခြင်းရင်အစဆုံးလိန်ရပါတယ်ရှေ့စကားနဲ့နောက်စကားကိုတော့ဂျက်မိအောင်မပြောနိုင်တဲ့သူတွေကိုခေါင်းဆောင်ဖြစ်တင်ထားရတဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့ဘဝစံစဘာကိုရှာဖွေဖော်ထုတ်ထုံရက်စိုက်ပျိုးပေးနေတဲ့တောင်သူဦးကျူတွေကိုမှထမင်းတက်နဲ့ရှော့စားပါလို့ပြောတဲ့လူအဲ့ဒါလို့သူကထမင်းတက်နဲ့ရှော့စားခိုင်းတဲ့အချိန်မှာသူ့ရဲ့သားတော်မောင်ကသမရဟိုတယ်မှာညသာစားနေတယ်မျက်နှာချင်းဆိုင်မှာရှိတဲ့ဗိုလ်ချုပ်တယောက်ရဲ့သားကိုမကျင်တဲ့လို့ကန်တိုဓာတ်နဲ့ထခုတ်တာရှုံးရောက်ခတ်ရောက်ဖြစ်တယ်ညစာစားရင်နဲ့ဗိုလ်ချုပ်တယောက်ရဲ့သားနဲ့ဝန်ကြီးတယောက်ရဲ့သားညစာစားရင်နဲ့တိုင်းပြည်ကိုတော့ထမင်းတက်နဲ့ရှော့စားပါတန်တရားမှာကျွေးမပါအောင်လို့ဒီစကားတွေဟာဆဲတာထက်နာဖို့ကောင်းတဲ့စကားတွေဖြစ်ပါတယ်ငါနဲ့ကင်တုတ်တာကမှခံတာပါသေးတယ်နားလည်စေချင်ပါတယ်စဉ်းစားစေချင်ပါတယ်ဒီလိုလူတွေတိုင်းပြည်မှာမြဲနေတယ်ဆိုရင်ဒီလိုရချင်းနဲတဲ့သူတွေတိုင်းပြည်ကိုဥဆောင်နေမယ်ဆိုရင်ရှစ်လေးလုံးအရေးတော်ပုံကစပြီးတော့2009ရှုံအောင်တော်လိုင်းမှာပေးဆက်ခဲ့ရတဲ့ဒီမိုကရေစီသူရဲကောင်းတွေရဲ့အသက်မဝင်းမော်ဦးကစပြီးတော့ရန်ရှင်လူဘူပါចောင်းသားသမဂလူငယ်အပေါင်းပေးဆက်ခဲ့ရတဲ့အသက်သွေးချွေးတွေကိုကျွန်တော်တို့အားနာစရာကောင်းပါတယ်ထမင်းတက်နဲ့ရှော့စားပါတိုင်းပြည်မှာလျှက်စစ်မီးတွေပုံနေလို့တိုင်းတစ်ပါးကိုရောင်းတာပေါ့ဗျယူသလားလို့ပြောတဲ့လျှက်စစ်အကြီးကဲမြန်မာနိုင်ငံမှာကြေးရွာပေါင်း6300ရှိပါတယ်ဒီကနေ့သတင်းစာမှာပါပါတယ်လာမယ့်နှစ်မှာမီလင်းမို့ကျန်တဲ့ကြေးရွာပေါင်း4000ထဲကနောက်ထပ်1000မီလင်းပါမယ်တဲ့ဆိုတော့ဒါဟာကျွန်တော်တို့ဟာတိုင်းပြည်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီကနေ့စာပေဟောပြောပွဲကျွန်တော်တို့ကြပြားတွေရွတ်တယ်စာတွေပြောတယ်ဝင်းနီးလည်းလွတ်တာပေါ့အာဘတ်လည်းလွတ်တာပေါ့ဗျာဒီပြီးတော့လည်းအာဘတ်လွတ်အောင်လုပ်ရပါတယ်ဗျာစာတွေပေးတယ်ကြပြားတွေရွတ်ပြီးတဲ့အခါကျတော့ထုံးစံအတိုင်းလမ်းကြောင်းကသူ့ဟာသူစိုက်သွားတာပါပဲဗျာတမင်ပြောဖို့ရမရည်ရွယ်ပါဘူးဗျာသူတို့အကြောင်းကပြောရင်နဲ့ပါလာတာဗျာအဲ့တော့ခုနကဒေါအောင်ဆန်းစုကြည်ရဲ့ယက်တီမှုယက်တီချက်ပါတီနိုင်ငံရေးနဲ့မဆိုင်တဲ့စကားကိုကျွန်တော်ပြောပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ပြည်သူလူထုရဲ့ရင်ထဲမှာခံစားနေရတဲ့ခံစားချက်တွေပလီတိုဆိုတဲ့ပညာရှင်တယောက်ကပြောပါတယ်ပလီတိုဆိုတဲ့နာမည်ကြားဖို့မှထင်ပါတယ်သူရဲ့ Republic နိုင်ငံတော်မှာ Republic သမ္မတနိုင်ငံတော်မှာကြပြဆရာဆိုတဲ့ကောင်စားတွေကိုနေခွင့်မပြုဘူးရှိနေရင်သူ့နိုင်ငံတွေကမောင်းထုတ်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကြပြဆရာဆိုတဲ့ကောင်စားတွေဟာအစိုးရရဲ့ရန်တရားကိုအစိုးရရဲ့အုပ်ချုပ်မှုရန်တရားကိုနှောက်ယှက်ဖျက်ဆီးတက်လို့ပါတဲ့ကျွန်တော်ကြပြဆရာတယောက်ပါပလီတိုဆိုတဲ့ပညာရှင်ကတော့သူ့ရဲ့ Republic နိုင်ငံတော်ထဲမှာကြပြဆရာဆိုတာရှိခဲ့ရင်မောင်းထုတ်ပြစ်မယ်နေခွင့်မပြုဘူးတဲ့ဒါကတော့သူ့သဘောပေါ့ကြပြဆရာအောင်ဘညိုလို့နာမည်ရတဲ့ကျွန်တော်တို့ရဲ့နောင်တော်ကြီးကကြပြလေးတို့ရေးပါတယ်ဒီကနေ့ညတော့အချိန်ရတာနဲ့နော်ဒါကြောင့်မလို့ကျွန်တော်ပြောပါတယ်ပြည်သက်ကြီးကကန်ကောင်းတာလားကန်ဆိုးတာလားကျွန်တော်ကကန်ဆိုးတာလားကန်ကောင်းတာလားမသိဘူးခါတိုင်းဆိုရင်ကျွန်တော်ကြပြလေးအဲ့လိုအများကြီးပြောခွင့်မရဘူးနော်ကြပြဆရာအောင်ဘညိုရေးတဲ့ကြပြလေးကကောလာဟလအလွမ်းဘယ်လိုလွမ်းတာလဲကောလာဟာလအလွမ်းကောလာဟာလဆိုတာတကယ်မဟုတ်ဘူးအခုကျွန်တော်စလင်းကရဲ့အတွင်းမှာကောလာဟာလတွေအများကြီးဖြစ်ရှင်းနေရတယ်မကြခင်ပါပဲလာမယ့်ချစ်သူများနေ့ဖေဖော်ဝါရီ14ရက်နေ့မှာမိုးစက်ဝိုင်းနဲ့ကျွန်တော်နဲ့လက်ထပ်တော့မယ်ဆိုတဲ့တဲ့ကျွန်တော်တော့ရှင်းနေရပါတယ်မဟုတ်ဘူးကျွန်တော်ကသားနှစ်ယောက်ရှိတဲ့အိမ်တော်တဲ့တယောက်ဖြစ်တဲ့အကြောင်းကျွန်တော်မှဇနီးတဲ့တငယ်ချင်းဖြစ်တဲ့ဇနီးတဲ့ရှိတဲ့အကြောင်းမိုးစက်ဝိုင်းနဲ့ကျွန်တော်နဲ့ဘလို့မှမပတ်သက်တဲ့အကြောင်းနော်ပုဂ္ဂိုလ်လေးတယောက်နဲ့တော့ဘလို့ပတ်သက်နေတယ်လဲကျွန်တော်မသိတဲ့အကြောင်းအစရှိသဖြင့်ကျွန်တော်ရှင်းနေရပါတယ်အဲ့ဒါကောလာဟာလာဖြစ်ပါတယ်ကောလာဟာလာဆိုတာတကယ်မဟုတ်ပါဘူးခင်ဗျားစကားခုနာမည်လေးတက်ပြီးရေးပါတယ်ကောလာဟာလာအလွမ်းဩလွမ်းတာတော့မှကောလာဟာလာတကယ်လွမ်းတာမဟုတ်ဘူးပေါ့ခင်ဗျားဆရာအောင်မညိုဂျာမနီမှာဟစ်တလာမရှိတော့ဘူးအီတလီမှာမူဆိုလိုနီမရှိတော့ဘူးအီရတ်မှာဆဒန်ဟူစိန်မရှိတော့ဘူးလစ်ဗျားမှာဂဒါဖီမရှိတော့ဘူးလွမ်းစရာကောင်းလိုက်တာလွမ်းစရာကောင်းလိုက်တာဒီလွမ်းတွေကကောလာဟာလမဟုတ်ပါဘူးနောက်ဆိုရင်ကဘာပေါ်မှာအာနာရှင်ဆိုတာ
ဒိုင်နိုဆောတွေမျိုးတုံးသွားတယ်လို့မျိုးတုံးပြောက်ကွယ်သွားမှာပါအချစ်ရဲ့အော်ကြပြဆရာအောင်မညိုတော်တော်နောက်တဲ့သူအာနာရှင်တွေကိုများသွားပြီးတော့လွမ်းစရာကောင်းလိုက်တာတဲ့ဟိုကရွှေရောင်တနတ်နဲ့ထပြစ်လိုက်လို့အသက်ဘယ်နာထွက်ရမှမသိဖြစ်သွားမယ်ဂျာမနီမှာဟစ်တလာမရှိတော့ဘူးဟုတ်တယ်နိုင်ငံနေနဲ့ကိုစားပြီးပြောတယ်ဒီအာနာရှင်တွေရဲ့တမိုင်းကြောင်းဟစ်တလာဘလို့သေးတယ်လဲမူဆိုလိုနီဘလို့သေးတယ်လဲဆတ်ဒါမ်ဟူစိန်ဘလို့သေးတယ်လဲဂဒါဖီရင်မြောင်းထဲမှာသေးရတယ်အစွန်းရောက်ဘာသာရေးသမားအိုစမာဘင်လာဒင်အမေရိကန်နိုင်ငံရဲ့တပ်ဖွဲ့ရဲ့စစ်စင်ရေးမှာကြာဆုံးသွားတယ်ဒါပေမဲ့ဒီကဗျာကိုဖန်ရင်းနဲ့ကျွန်တော်စိတ်ထဲမှာခံစားဒါကျွန်တော်ဘက်ကခံစားချက်ဖြစ်ပါတယ်ကဗျာကိုလွတ်လပ်စွာရေးသားခွင့်ရှိတာကဗျာဆရာရဲ့အခွင့်အရေးဖြစ်ပါတယ်ကဗျာကိုလွတ်လပ်စွာခံစားခွင့်ရှိတာကကဗျာဖတ်သူရဲ့ခံစားခွင့်ဖြစ်ပါတယ်ကျွန်တော်ခံစားကြည့်တယ်ကောလာဟလာလွမ်းတကယ်လွမ်းတာမဟုတ်ဘူးပေါ့ဂျာမနီမှာဟစ်တလာမရှိတော့ဘူးအီတလီမှာမူဆိုလိုနီမရှိတော့ဘူးအီရတ်မှာဆာဒမ်ဟူစိန်မရှိတော့ဘူးလစ်ပြားမှာဂရာဖီမရှိတော့ဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာဇာကနာလို့ခေါ်တဲ့ကိုသူရကတော့ပြောပါတယ် तू နားသွားပြီ तू နားသွားပြီလွမ်းစရာကောင်းလိုက်တာဒီလွမ်းတွေကကောလာဟာလာမဟုတ်ပါဘူးကောလာဟာလာမဟုတ်ပါဘူးနောက်ဆိုရင်ကမ္ဘာပေါ်မှာအာနာရှင်ဆိုတာဒိုင်နိုဆောတွေမျိုးတုံးတယ်လို့မျိုးတုံးပြောက်ကွယ်သွားမှာပါအချစ်ဒိုင်နိုဆောဆိုတဲ့တော်ဝါတွေကျွန်တော်တို့ကမ္ဘာပေါ်မှာတကယ်ရှိခဲ့တယ်သူတို့ရဲ့ရုပ်ကျွန်းတွေကတတ်သိခံတယ်ဒါပေမဲ့အဲ့ဒါလို့အင်မတန်ကြီးမားတဲ့ဒိုင်နိုဆောတွေအခုကမ္ဘာလောကကြီးနဲ့တဟဇာတမဖြစ်တဲ့အခါကျတော့ဘလို့မှဆက်လက်ပြီးတော့ရှင်သန်မှုရမဖြစ်နိုင်တော့ဘူး survival of the fittest အကြံခိုင်အတန်ဆွမ်းဆုံးသူတွေသာရှင်သန်ကြံရစ်တယ်ဆိုတဲ့မူဝါဒပတ်ဝန်းကျင်နဲ့လိုက်ရောညီထွေအဖြစ်ဆုံးသူတွေသာကြံရစ်တယ်ဆိုတဲ့မူဝါဒကျောင်းသားတွေနဲ့အစမပြေတဲ့ဆရာတယောက်ဟာဆရာဘဝကိုဘယ်နည်းနဲ့မှရပ်တည်လို့မရနိုင်ဘူးပိဋကနဲ့အစမပြေတဲ့မင်းသားတယောက်မင်းသမီးတယောက်ဟာရေရှည်ကြာရှည်ရပ်တည်ဖို့ရမဖြစ်နိုင်ဘူးပြည်သူလူထုနဲ့အစမပြေတဲ့နိုင်ငံကောင်းဆောင်ဟာရေရှည်ကြာရှည်ရပ်တည်ခွင့်ရနိုင်မယ်ဆိုရင်ဒိုင်နိုဆောဆိုတဲ့တော်ဝါကြီးတွေတစ်ချိန်လုံးကရှိခဲ့တယ်ဒါပေမဲ့လေးတော့တိုက်လောက်မြင့်တဲ့ဒီတော်ဝါတွေရဲ့သွားပုံလာပုံလှုပ်ရှားပုံနေထိုင်ပုံဟာပတ်ဝန်းကျင်နဲ့ဘလို့မှသားဟာတာမဖြစ်ဘူးမဖြစ်တဲ့အတွက်ခဘာပေါ်မှာမျိုးတုံးပျောက်ကွယ်သွားပြီပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ဒိုင်နိုဆောမျိုးနွယ်တွေဖြစ်တဲ့မိချောင်းတို့ဖို့ဗရတောက်တဲ့အိမ်မြောင်တို့တော့ကြံခဲ့သေးတယ်အဲ့တော့ကြပြဆရာအောင်မညိုကလွမ်းတယ်ဒါဟာလွမ်းတဲ့ကြပြဆရာတယောက်ပေါ့အာနာရှင်တွေဟာလွမ်းစရာမကောင်းဘူးအာနာရှင်တွေရဲ့ဇတ်သိမ်းဟာဘယ်တော့မှမလှပဘူးဒါကိုကြပြဆရာကတခွန်းတပါဒမှရရဆက်ဆက်ပြောကြားခြင်းမရှိဘဲနဲ့သူ့ရဲ့ကြပြလေးကိုသူ့အမှုပညာနဲ့လှလှပပဖွဲ့စည်းပါတယ်။အော်ကြပြဆရာနဲ့ကျန်ဖန်ဖန်လွမ်းစရာမကောင်းတဲ့ဟာကိုလွမ်းနေသေးတယ်။အဲ့ဒီအချိန်မှာပဲ Facebook ပေါ်ကို post တစ်ခုတက်လာပါတယ်။အာနာရှင်တွေကိုချစ်တဲ့သူတယောက်ရဲ့ post ရေးပြီးတော့တင်ပါတယ်။ဘိုးကျုပ်မှုကြီးနာမည်လေးနှလုံးရေးပါတယ်။တောက်ကြနာနဲ့စပြီးတော့ဗုဒ္ဓဦးနာနဲ့ဆုံးပါတယ်။အဲ့ဒီနာမည်ကိုရုပ်တရက်ကျွန်တော်မေ့သွားလို့ပါဘိုးကျုပ်မှုကြီးကွက်လက်ကိုတိတ်ချစ်တာပဲအောက်က comment ပြန်ပေးတဲ့ Facebook ပေါ်မှာမေနမဆုံအောင်ကြားရပါတယ်ပြည်သူလူထုတရားလုံးကိုဒုက္ခပေးသွားတဲ့ဒီလိုလူကိုမင်းကချစ်ရသလားကြွဆိုပြီးတော့ဝိုင်းဝန်းပြီးတော့ဆဲကြဆိုကြအော်ကြဟစ်ကြလုပ်တဲ့အချိန်မှာသူကအေးစစ်ပါပဲနောက်ထပ် post တစ်ခုထပ်တင်ပါတယ်ဘိုးဒုတိယဘိုးကျုပ်မှုကြီးမောင်ကွက်လက်ကိုလည်းတိတ်ချစ်ခဲ့တာပါပဲဒုတိယအချိန်ထပ်ပြီးတော့ Facebook လောကမှာပွက်လုံးညံသွားပါတယ်တတိယ post ကိုသူထပ်တင်ပါတယ်ဘိုးကျုပ်ကြီးကွက်လက်ညွန့်ကိုလည်းသိချစ်တာပါပဲအဲ့တော့ချစ်တဲ့ကောင်ကိုကန်းကုံအောင်ဆဲဆိုနေတဲ့အချိန်မှာပဲစရုပ်ထ post ကိုသူကတင်ပါတယ်အကိုတို့ကလည်းစန္ဒဆောလိုက်တာဗျာကျွန်တော်ဆိုတဲ့ကောင်ကအမေအိမ်တချင်းကိုကျုပ်တို့ရဲ့နှလုံးသားတွေကြေကွဲအောင်ရေးခဲ့တဲ့ထုအိမ်တင်ဆိုတဲ့တရေတိဆူအဆိုတော်ကိုလည်းချစ်ခဲ့တာပဲဗျအမေချေယာဆိုတဲ့ဇက်ကားမှာအကယ်ဒမီရောက်အောင်တရုတ်ဆောင်သွားတဲ့မင်းသားတွေးကိုလည်းတိတ်ချစ်ခဲ့တဲ့ကောင်ပါဗျကျုပ်တို့ရဲ့အုံနောက်တွေနဲ့စာပေအသိဉာဏ်တွေကိုဖွင့်ပေးခဲ့တဲ့တာယာမင်းဝင်လို့ခေါ်တဲ့နိုင်ငံရေးစိတ်ရှိတဲ့စာရေးဆရာကိုလည်းကျုပ်ကချစ်ခဲ့တာပဲတခုပဲရှိတယ်ကျုပ်ချစ်ခဲ့တဲ့သူတွေကတည်သွားကြပြီလေ
အဲ့ဒါလို့ကျုပ်ကချစ်မိရင်ကျုပ်ချစ်မိတဲ့သူတွေကလူလောကကြီးတွေကစောစောစီးစီးထွက်ခွာသွားတတ်ကြလွန်းလို့ပါတဲ့ကြပြဆရာကလွမ်းတယ် Facebook ပေါ်ကလူကချစ်တယ်မြင့်ညာကစာပေချစ်ပေးတဲ့ကတော့လက်ခုပ်တီးနေပါတယ်3 လနဲ့တွဲရင်တော်တော်များပြီ6 လနဲ့တွဲရင်လည်းတော်တော်များပြီနော်ကျွန်တော်ကတော့အုပ်ချုပ်ရေးမှုအားရှိတယ်နော်ကျွန်တော်ကတော့ဒီနေ့အိမ်ပြန်ရောက်မှာဖြစ်ပါတယ်နော်လွမ်းတဲ့လူနဲ့ချစ်တဲ့သူနဲ့အာနာရှင်တွေကိုအဲ့ဒါလို့လွမ်းတဲ့လူကလွမ်းချစ်တဲ့သူကချစ်တယော်နေတဲ့အချိန်မှာအသက်ကယ်တဲ့တန်ဃာတွေကလည်းရှိသေးတယ်တန်ဃာတွေတယောက်တကယ်တော့သူကနိုင်ငံသားအဖြစ်ပေါ့ဒါပေမဲ့မြန်မာနိုင်ငံအနေနဲ့ပြောမှပို့ပြီးတင်တော်မှာမို့လို့မြန်မာစကားလုံးလေးတွေဖလှယ်ပြီးတုံးပြီးပြောရတာကိုပြည်သက်ကနားလည်ပေးစေချင်ပါတယ်လူတယောက်ရည်နဲ့တယ်မြေကဘာမှာရှိတဲ့တန်ဃာတွေကဆင်းပြီးတော့ဆဲတယ်တန်ဃာတွေဆိုတော့ရေကူးကျွမ်းတယ်ဆင်းဆဲပြီးတဲ့ခါမှာကုန်းပေါ်ကိုတင်ထားတယ်ရေတွေအောင်လုပ်ပေးတယ်သတိရလာတယ်အဲ့ဒီချိန်မှာအကယ်ခံရတဲ့လူကတန်ဃာတွေရဲ့မျက်နှာကိုကြည့်ပြီးပြောတဲ့စကားကိုယ့်အသက်ကိုကယ်တဲ့လူကိုပြောတဲ့စကားသူ့ရဲ့စကားမှာပဲသူဟာဘလို့လူဆိုတာပေါ်လွင်နေတယ်မော့ကြည့်ပြီးတော့ငါအသက်ကိုကယ်တာမင်းလားကွာကယ်လဲကယ်ရသေးတယ်ငါအသက်ကိုကယ်တာမင်းလားကွာဆိုတော့အင်ကြီးဗလာနဲ့တန်ဃာတွေကဟုတ်တယ်ခင်ဗျားကယ်တာကြုတ်တယ်ပြန်ပြောတယ်သူကငါဘာလို့လဲဆိုတာမင်းမသိဘူးလားမသိဘူးဒီနိုင်ငံကိုအုပ်ချုပ်နေတဲ့ဘူချုပ်ကြီးကငါပဲလေကွာတဲ့နောက်တန်ဃာတွေကခေါင်းလေးရိုင်းနေတယ်မသိဘူးတန်ဃာတွေကတကယ်မသိတာခမားဖာသာခမားဘိုးချုပ်ကြီးပဲဖြစ်ဖြစ်ဘိုးချုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်ရဲ့ရှေ့မှာခွေးလေးတစ်ကောင်ကြောင်လေးတစ်ကောင်ရေနစ်နေရင်တော့ကျုပ်ကဆင်းပြီးတော့အသက်ကယ်တဲ့သူခမားလိုလူတစ်ယောက်ရေနစ်နေတယ်ဆိုတော့ကျုပ်ကကယ်ရတာပေါ့တဲ့ခွေးတစ်ကောင်ကြောင်တစ်ကောင်ရဲ့အသက်ကိုတော့တန်ဖိုးထားတဲ့သူခမားလိုလူတစ်ယောက်ရေနစ်တာကျုပ်ကယ်မှာပဲခမားဘာကျုပ်ကြီးပဲဖြစ်ဖြစ်ကျုပ်စိတ်ဝင်စားဘူးဘိုးချုပ်ကြီးကစိတ်ဆိုးတယ်ဒါပေမဲ့သူ့ရဲ့အသက်ကိုကယ်ထားတဲ့သူဖြစ်တဲ့အတွက်မင်းကအပြောဆိုတော့မညညောဘူးကွာဘိုးချုပ်ကြီးနဲ့စကားပြောနေရတာတော့မှဒါပေမဲ့မင်းကငါအသက်ကိုကယ်တဲ့သူပဲလေဒီမဲ့ဟဲ့ကောင်မင်းပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်းတယ်ခုနကကျွန်တော်ပြောနော်နိုင်ငံလေးကိုစားထုတ်ပြီးပြောတာခွင့်လို့ပေးပါနော်ဒေါ်လာတွေနဲ့ပြောရင်ပြည်သားနားဝေးမှာဆိုလို့တို့နိုင်ငံမှာ9000တန်တွေ1000တန်တွေထုတ်ထားတယ်မင်းပတ်စံဘလောက်လိုချင်တယ်လဲပြောစမ်း9000တန်မှလိုချင်တယ်300တန်မှလိုချင်တယ်ဆိုရင်လေမင်းကငါအခုချက်ချင်းရိုက်ထုတ်ပေးလိုက်မယ်ငါအိမ်မှာကြိုးရိုက်ထားတာအများကြီးပဲလေအဲ့တော့တန်ဃာတွေကလိုချင်မှုပဲချုပ်တဲ့ပတ်စံမလိုပါဘူးလေဟောမှာခဏတွေ့လာတဲလေးအဲ့တဲမှာကျုံနေတယ်ဟောမှာလှမ်းထားတဲ့ပိုက်ကွန်တွေ့လာအဲ့ဒီပိုက်ကွန်နဲ့ကျုံငါဖမ်းတယ်ဟောဒီမြေကြီးရှိနေသေးဟောဒီပိုက်ကွန်နဲ့ဟောဒီတဲလေးရှိနေသေးကျုပ်ဘဝအတွက်အများကြီးမလိုဘူးဒါပေမဲ့ဘုရားကြီးကမလျှော့ဘူးမင်းတန်ဃာလို့လောက်ရတာမပင်ပန်းဘူးလားလဲလေးຢာလေးပြောင်းလို့ချင်စိတ်မရှိဘူးလားအဲ့ဒါလို့လဲတွေမြေတွေຢာတွေပြောင်းလို့ချင်စိတ်ရှိရင်ငါတပ်ပိုင်ဆိုပြီးတင်ထားတဲ့မြေတွေတနိုင်ငံလုံးအနှံ့ရှိတယ်မင်းဘယ်နဲ့ကလိုချင်တယ်လဲဟဲ့အောင်တန်ဃာတွေကမလုပ်ဘူးကျုပ်ဒီရွယ်ကြမှာတော့လဲလဲလုံးမစားချင်ဘူးကျုပ်ငါပဲဖန်ဆာမယ်ဒီကောင်ဘာကောင်းလဲပတ်စံပေးတော့လည်းမယူလဲမြေဧကပေါင်းများစွာပေးတော့လည်းမယူတိုက်တွေကားတွေအိမ်တွေခြံတွေမြေတွေဘာပေးမယူတဲ့တန်ဃာတွေကိုဘိုးချုပ်ကြီးကစိတ်တိုးတယ်မင်းငါစီကတခုခုတော့ယူရမယ်ဟဲ့အောင်တန်ဃာတွေကကြည့်ပြီးတော့ခင်ဗျားမှာဓာတ်ပုံရှိလားဘိုးချုပ်ကြီးကွာဓာတ်ပုံရှိတာပေါ့ဓာတ်ပုံတော့ပေးလိုက်ခဲ့တယ်အဲရောက်တာလည်းတပည့်တွေကိုခေါ်ပြီးတော့ချိတ်ထားတဲ့ဓာတ်ပုံတော့ပေးလိုက်တယ်ဓာတ်ပုံလေးကိုပိုက်ပြီးတော့တန်ဃာတွေကဆိုက်နဲ့နန်းတော်တမကြီးမားလာတဲ့ဘိုးချုပ်ရဲ့ခြံဝန်းထဲကနေထွက်သွားတယ်တစ်နှစ်အဆက်အသွယ်မလုပ်ဘူး2 နှစ်3 နှစ်လောက်ကြာလာတဲ့အခါမှာအဆက်အသွယ်လုံးဝလှုပ်ချင်းမခံရတဲ့ဘိုးချုပ်ကြီးကမနေနိုင်တော့ဘူးဒီကောင်ဘာကောင်လဲငါအနာကကောင်နေနေများကွာလိုက်တာဟိုကောင်နေဆိုရင်ညနေကောက်ကွင်းမှာတွတ်ပူစားရတာနဲ့အိမ်ကိုလာပြီးတော့ဒူးထောက်ပြီးတောင်းဆိုရတာနဲ့ဟိုလောက်ွက်ကလေးပေးပါဒီလောက်ွက်ကလေးပေးပါနဲ့ငါအနာမှာပြာနေတဲ့ကောင်နေနဲ့ဒီကောင်နဲ့ကွာလိုက်တာဟဲ့ကောင်နေကွာကြည့်စမ်းဒီကောင်ဘာဖြစ်နေတယ်တပည့်ပြန်လာတယ်ဘိုးချုပ်ကြီးကမေးတယ်အတ္တိတန်ဃာတဲ့စားရမဲ့တောက်ရမဲ့ဖြစ်နေပြီမလားမဖြစ်ပါဘူးဘိုးချုပ်ကြီးစင်ရဲဆုတ်ပြက်နဲ့အိယာတဲမှာလဲနေပြီမဟုတ်လားမလဲပါဘူးဘိုးချုပ်ကြီးဘာဖြစ်နေတယ်လဲသူ့နယ်ပယ်ဒေသမှာတန်းကျွယ်ဂရီကျွယ်တထေးကြီးတယောက်ဖြစ်နေပါပြီဘိုးချုပ်ကြီးဟမ်ဒီကောင်ကစီကဘာခွင့်ရေးမှယူမသွားဘူးဘာလုတ်ပိုင်ခွင့်မှလည်းတောင်းမသွားဘူးဘယ်လိုလုပ်ပြီးဒီကောင်ချမ်းသာနေတာလဲ
သူ့ရဲ့အိမ်ရှိမှာဓာတ်ပုံလေးတစ်ပုံချိတ်ထားတာတော့တွေ့ကြရပါတယ်ဗိုလ်ချုပ်ကြီးဘသူဓာတ်ပုံလဲကွာတကယ်တော့သူဓာတ်ပုံတပည့်တရားမပြောရဘူးဘိုလ်ချုပ်ကြီးမျက်နာနဲ့တော့ခတ်ဆင်ဆင်ပါပဲဗိုလ်ချုပ်ကြီးအေးငါဓာတ်ပုံချိတ်ထားတော့ဘာဖြစ်တယ်လဲဓာတ်ပုံချိတ်ထားပြီးတော့ဓာတ်ပုံရဲ့အောက်ခြေမှာစာလေးတစ်ချောင်းရေးထားပါတယ်ဗိုလ်ချုပ်ကြီးဘာရေးထားတယ်လဲပြောစမ်းတယ်စတွေးတစ်ခါထွေးတစ်ချက်ပါဗိုလ်ချုပ်ကြီးအော်လူတွေမုန်းလိုက်ကြတာအာနာရှင်ကိုစတွေးတစ်ခါထွေးတစ်ချက်နဲ့တောင်မှတန်းကြွယ်ကြွယ်တထေးဖြစ်လောက်အောင်အင်ရှင်မတယောက်ကဈေးသွားတယ်ဈေးသွားရင်လည်းလမ်းမှာတွေ့ထွေးသုံးချက်ဖို့ဈေးကနေပြန်လာတယ်ထွေးနှစ်ချက်ဖို့ထမင်းချက်နေတန်းလည်းထမင်းကိုမဝေခင်မှာနှစ်ခါလောက်သွားထွေးတယ်နေ့လည်သာစားပြီး3ခါသွားထွေးတယ်ညသာစားပြီး2ခါသွားထွေးတယ်ညတီးလို့အိမ်မပြောတော့မှ9ခါလောက်သွားထွေးလိုက်သေးတယ်တစ်ခါထွေးတစ်ချက်နဲ့အဲ့ဒီတန်ဃာတဲ့ဟာတန်းကြွယ်ကြွယ်တထေးဖြစ်နေပါတယ်ဘိုလ်ချုပ်ကြီးကသူ့ကိုချစ်လို့ခင်လို့လေးစားလို့ဒီတန်ဃာတဲ့ငါရဲ့အသက်ကိုလည်းကဲတယ်ကြည်စမ်းငါ့ကိုချစ်ခင်လေးစားလွန်းလို့ငါရဲ့ဓာတ်ပုံကိုတော့ကိုးကွယ်ရာဖြစ်တောင်းတဲ့ကောင်းဆိုပြီးတော့3နှစ်လုံးခံစားမှုလေးနဲ့နေခဲ့တဲ့ဗိုလ်ချုပ်ကြီးဘက်လက်လန်သွားပါတယ်